အမျိုးတို့ရေမင်္ဂလာပါပြုရသဆုံးမြန်မာမှာကြိုးစိုးနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီနေ့သတင်းအကြောင်းအရာများကတော့စန်တော်ရှင်ရွှေတကုံစီဒီတော်မှာ CCTV အလုံးကြီး650ကျော်တက်မယ်ဒုထဝတီမြစ်ဘေးကအပန်းဖြေစခန်း15ခုမှာ2ခုသာလိုင်စင်ရှိတော်လှန်ရေးခွက်ခုဖြစ်လာတဲ့ NUG မြန်မာတွေကိုခွက်ခုနီးတင်ပေးနေတဲ့ EU လျှက်စစ်စမတ်မီတာအနှိမ့်ဆုံးငွေ2သိန်းခွဲနဲ့စမယ်ကိစ္စစသည့်သတင်းအကြောင်းအရာများကိုပြန်လည်မျှဝေတင်ဆက်ပေးသွားမှာပါနားဆင်ဝေဖန်အကြံပြုပြီးပါအောင်နော်ဦးပြကောင်းတဲ့သတင်းလေးနဲ့စကြတာပေါ့ဗျာကျွန်တော်မဟုတ်ဗျာဒန်ကိုရွှေတိုင်းရဲ့ကြီးညာချက်လေးပေါ့ဒန်ကိုရွှေတိုင်းကြီးညာချက်ကလေးတက် sorry ဒန်ကိုစီတိုင်းရဲ့ကြီးညာချက်ကလေးရွှေတိုင်းမဟုတ်ဒန်ကိုစီတိုင်းရဲ့ကြီးညာချက်ကလေးပြောတာဒန်ကိုစီတိုင်းဘာကြီးညာလဲဆိုတော့သူ့ဆိုင်မှာရွှေထုတ်ကောက်ရွှေထုတ်ကောက်ထားပါတယ်ဆိုပြီးတော့ပြောတယ်တချို့တွေကတော့ဆိုတော့ကျွန်တော်ထုတ်ပါတော့ comment နေပေးကြအောင်တော့မသိဘူးတချို့လည်းကတော့ဆိုတော့ဒီနေ့လောက်ဆိုရင်တော့ဒါမနက်ဖြန်လောက်ဆိုရင်တော့ပိုင်ရှင်တွေ့ပြီဆိုတဲ့အကြောင်းလေးပေါ်ကောင်းပေါ်နေတာပေါ့နော်ထုတ်ပြန်နေပါတယ်ဆိုတော့ဘယ်လိုပြောဒန်ကိုရွှေဆိုင်ဒန်ကိုစီဆိုင်ကနေပြီးတော့သူတို့ရှိမှရွှေထုတ်ကြွေတောင်းကြီးညာလိုက်တဲ့ကြီးညာချက်ကလေးကတော့ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုဖြစ်နေစရှိလာခဲ့ပါတယ်နော်အဲ့တော့ဒန်ကိုရဲ့စီဆိုင်ရဲ့ Facebook page ကနေထုတ်ပြန်ကြေညာထားတာဗာလဲဆိုတော့ဒီအမြန်လန်း135မိုင်ဖြူမှာရှိတဲ့ဆိုင်ခွဲကိုတဲ့ဆိုင်ခွဲမှာပေါ့နော်ဆိုင်ခွဲမှာရွှေပစ္စည်းတွေပါဝင်တဲ့ရွှေထုတ်သူတို့ကောက်ရထားပါတယ်တဲ့အဲ့တော့စီဆိုင်ဘက်ကနေပြီးတော့ဒီနေ့မနေ့ပိုင်းမှာထုတ်ပြန်ကြေညာထားတယ်ဗျအဲ့တော့ကောက်ရထားတဲ့ရွှေထုတ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာဒီပိုင်ရှင်တွေပေါ့မူရင်းပိုင်ရှင်အမှန်ဖြစ်အဲ့လူတွေနဲ့ဒါအဖြူအမြန်လန်း135မိုင်ကဒန်ကိုစီဆိုင်ကိုလာပြီးတော့ဆက်သွယ်ထုတ်ယူနိုင်ပါတယ်ဆိုပြီးတော့ပြောတယ်ကောက်ရထားတဲ့သူတို့ရဲ့ရွှေထုတ်ထဲမှာတော့ပါဝင်တဲ့ရွှေတွေအမျိုးအစားတွေအရေးအတွက်တွေတန်ဖိုးတွေဒါတွေအကုန်လုံးကိုတော့မဖော်ပြရမယ်သက်ဆိုင်ရာကာယကံရှင်ကလာတဲ့အခါသူ့ထုတ်ထဲမှာဘာပါတယ်ဆိုတာကိုသူကိုယ်တိုင်ပြောနိုင်နေတော့ဒါပြန်ပေးမှာပေါ့နော်ပိုင်ရှင်ဆိုတော့ဒီအတိုင်းပဲရွှေထုတ်ဆိုတော့ဒါတွေကသိန်းဟိုယာနဲ့ချီနိုင်တယ်လို့ထောင်ကနန်းထိလည်းဖြစ်သွားနိုင်တယ်ဘာလို့ဆိုတော့ခင်ဗျာပြန်စဉ်းစားကြည့်မယ်ဆိုရင်ရွှေကအခုကရွှေတပိတ်တာကိုsorry ရွှေတကြသားကိုသိန်း100ကျော်နေတဲ့အခြေအနေမျိုးမှာခင်ဗျာလက်စောတခွန်းဆိုတော့သိန်း100ပတ်လည်နာကတ်သွားပြီလေတီလေးဟိုငါးမူသားဆိုတော့သိန်း50ကျော်နေပြီလေနော်အဲ့တော့ဘလို့ပဲဖြစ်ဒီရွှေထုတ်တစ်ထုပ်ဆိုတော့ခင်ဗျာတွက်ကြည့်ပေါ့ဗျာလူတွေကမျောလိချက်တွေရှိမှာပေါ့တချို့သူ့ဟာငါဟာနဲ့တချို့လည်း Facebook မှာ comment တွေရေးမှာပေါ့ဗျာကျွန်တော်ဟာပါဘာညာရှောက်ရေးမှာပေါ့သူတို့ဘယ်လိုပဲရေးချိန်တကူရအောင်တော့ပိုင်ရှင်အစ်စ်မှန်စီကိုတော့ဒါဒန်ကိုစီဆိုင်ဘက်ကနေပြီးတော့ပိုင်ရှင်အစ်စ်မှန်လက်ထက်ကိုသူပြန်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်တော့ယုံကြည်ပါတယ်ဘာလို့ဆိုတော့ဒီကိစ္စကဟိုမဟုတ်ဘူးလေဟိုပိုင်ရှင်ကသူ့ပစ္စည်းသူအထက်မှာပါပါတယ်သူသိလိမ့်မယ်ဒီဘယ်လိုလုပ်ဒီရွှေတော့ပြန်ခဲ့လဲဆိုတော့ကျွန်တော်တို့စဉ်းစားကြရတော်ကောင်းတယ်ကျွန်တော်တို့ဒန်ကိုစီဆိုင်ဆိုတာကစီဖြည့်တာတစ်ချက်ကစီဖြည့်တာအဲ့ဒီ135မိနစ်တန်ကိုစီဆိုင်ဘေးမှာပတ်လည်းမှာကဒီစားတော့ဆိုင်လေးတွေရှိတယ်ဟိုပါပေါ့နော်စားတော့ဆိုင်စားဟို short ဘယ်လိုခေါ်မလဲ one stop mark လို့ပြောပေါ့နော်ဟိုအဲ့ဒါလေးတွေဆိုင်လေးတွေရှိတယ်ပစ္စည်းဝယ်လို့ရတယ်ဈေးဝယ်လို့ရတယ်မဟုတ်ဒီစားတော့ရေခဲအကိုဝယ်လို့ရတဲ့ဆိုင်လေးတွေရှိတယ်ဆိုတော့ဆိုင်မှာထိုင်ရင်းနေပဲကြံခဲ့တာလားစီဖြည့်ရင်းနေပဲကြံခဲ့တာလားဒါမှမဟုတ်စားတော့တခုစားရင်းနေပဲကြံခဲ့တာလားဘယ်လိုကြောင့်လဲဆိုတော့ကျွန်တော်တို့လည်းအဲ့တော့ဒီချောင်းမသိဘူးမိတို့ရင်ဖြစ်စီကမှုဘယ်လိုကြောင့်မှမသိဘူးမြေဒါသက်ဆိုင်ရာဝါတွေကမထုတ်ပြန်ခြင်းအကြောင်းရင်းကကာယကံရှင်အစ်စ်မှန်ကိုလိုချင်တာကြောင့်လည်းဖြစ်နိုင်တယ်ဘာလို့ဆိုဘယ်နေရာမှာဘယ်လိုတွေ့ရလဲဆိုရင်အမှအကွာလာပြောတယ်သူ့ဟာပါဆိုညင်းအမှအထောက်ထားမပြောနိုင်မပြနိုင်ပြီးပေးလိုက်မိရင်တကယ်ကာယကံရှင်မရောက်မှတင်တာမှာစိုးတယ်ထင်ပါတယ်အဲ့တော့ဒန်ကိုစီဆိုင်တာဝန်ရှိသူတွေကတော့ဒါဒီချာလေးသူတို့သက်ဆိုင်ရာတွေ့တဲ့အခါမှာသက်ဆိုင်ရာရရှိသတင်းပို့ပြီးတော့တေချာတိမ့်ထားပြီးတော့အခုဒါတာဝဲတကယ်ပိုင်ရှင်အစ်စ်ကိုပြန်ပေးဖို့ဒါအများပြည်သူ announce လုပ်ပေးတဲ့သဘောအဲ့တော့အကယ်၍ကျွန်တော်ရုပ်သံကြည့်တဲ့ဒီညရုပ်သံထဲမှာကြည့်ကြတဲ့လူတွေမှာတချို့တွေမှာကိုရွှေဆိုရွှေတိုင်းရွှေထုတ်ကြံခဲ့အကြောင်းကိုဒီမှာကြံခဲ့အကြောင်းကိုပါဖြစ်တယ်ဆိုရင်တော့ဒါသွားပြီးတော့ဒန်ကိုစီဆိုင်မှာမြန်လိုက်135မိနစ်ဒန်ကိုစီဆိုင်အမြန်ပြေးသွားပြီးတော့ကိုအထုံမှန်ကြောင်းထောက်ထားပြပြီးတော့သွားထုတ်ယူကြပါမဟုတ်တာတွေလည်းမပြောကြပါနဲ့မဟုတ်ဘဲနဲ့လည်းကိုဟာလူစိတ်ကူးမရင်ကြပါနဲ့ဟိုတချို့ရကြရင်ကိုနဲ့ပစ္စည်းရတချို့ပစ္စည်းတွေကကိုပစ္စည်းမျိုးသူများပစ္စည်းယူတယ်ဆိုတော့ဘလုံးမဖြစ်ပါဘူးအဲ့ဒါဟိုမကောင်းပါဘူးနော်ကိုအချောင်ရလူစိတ်နဲ့ရှောက်သွားပြီးတော့မလုပ်သင့်ဘူးနော်ဒါလေးတော့ကျွန်တော်ဖြစ်တယ်အဲ့တော့ပြီးတော့ကာယကရှင်ရသွားရင်လည်းပိုင်ရှင်ယူသွားပြီဖြစ်ကြောင်းလည်းဒန်ကိုစီဆိုင်ဘက်ကနေကြီးညာလိမ့်မယ်လို့ယူဆမကြီးညာရင်တော့ပဲကာယကရှင်ကိုဘယ်သူဆိုမကြီးညာရင်တော့ကာယကရှင်လက်ထက်ကိုမှန်မှန်ပြန်ပေးနိုင်တယ်လို့ယုံကြည်တယ်ပြီးတော့ကာယကရှင်ကလည်းသူကြံခဲ့ကြအောင်တော့ဟိုအများပြည်သူသိအောင်လို့ကြီးညာမှာတော့မဟုတ်တော့ဘူးဘာလို့ဆိုတော့ဒါကြီးကသူ့လက်ထက်မှာရွှေထုတ်ပြန်ရလာပြီဆိုတာကြီးကခင်ဗျာဟိုဘာလို့ဆိုဓမြတိုက်ချင်းတဲ့ကောင်ခိုးချင်ဖွဲ့ချင်တဲ့ကောင်တွေကချောင်းနေစရာအကွက်ကြီးဖြစ်သွားတယ်ဒါကြောင့်မလို့ဒါလည်းတိုးသိပ်လောက်ရမယ့်ကိစ္စတစ်ခုတော့ဖြစ်တယ်ပေါ့နော်ဒါလေးကျွန်တော်ထည့်ပြတာအဲ့တော့ရွှေကာယကပိုင်ရှင်အစ်စ်မှန်ဒီစီအမြန်ဆုံးပြန်ရောက်ပါစေလို့ပဲကျွန်တော်ကတော့ဆုတောင်းပေးပါတယ်เนาะဒါတစ်ခုနောက်တစ်ခုကရွှေကိစ္စပြောပြီးသားရင်ကျွန်တော်တို့က CCTV ကိစ္စပြောရတော့မယ် CCTV ဆိုအချမ်းမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီရွှေတကုံစီတော်မြတ်ကြီးပေါ့နော်ကျွန်တော်ဒီမှာထပ်ပြောပါမယ်ရွှေတကုံစီတော်မြတ်ကြီးလို့ပဲခေါ်ပါတယ်ရွှေတကုံဖျားလို့ကျွန်တော်နှုတ်ကအလွယ်ခေါ်နေပေမဲ့
ကျွန်တော်တို့ထပ်ပြီးတော့သေးသေးချာသိစေချင်တာကတော့ရွှေတကုံဇီရီတော်မြတ်ကြီးဆိုတဲ့စကားလုံးပဲသုံးပါရွှေတကုံဇီရီတော်မြတ်ကြီးလို့သုံးပါရွှေတကုံဇီရီတော်ပါဖျားမဟုတ်ပါဘူးရွှေတကုံဇီရီတော်ပါအဲ့ဒါလေးတော့ကျွန်တော်တို့မြန်မာတွေပေါ့နော်ဗုဒ္ဓဘာသာမြန်မာတွေပေါ့နော်မြန်မာတွေရောတခြားလူမျိုးတွေရောဗုဒ္ဓဘာသာဝင်တွေသိစေချင်တဲ့အတွက်ထည့်ပြောတာပါအဲ့တော့ရွှေတကုံဇီရီတော်ကြီးမှာပေါ့နော်လုံခြုံရေးကင်မရာ CCTV အလုံး650တက်ပြီးတော့ဒါလုံခြုံရေးဟိုအားထည့်ပြီးလုပ်မယ်ဆိုတာကိုဒီလွတ်တော်မှာဒီရန်ကုန်တိုင်းဒေသကြီးဆိုအဖွဲ့ရဲ့ပြန်ကြားရေးနဲ့ဆိုင်တဲ့ဝန်ကြီးကမီဒီယာဖြည့်ပါတယ်လွတ်တော်မှာဖြည့်ပါတယ်သူဖြည့်တဲ့မှာရွှေတုံးစေတော်ကြီးရဲ့ရင်မြေတော်မှာ CCTV အလုံး350လုံး2018ခုနှစ်ကလေးကစတင်ပြီးတက်ဆင်ထားတယ်တဲ့ရင်ဝင်ပေါက်ထွက်ပေါက်တွေလူဝင်ပေါက်ထွက်ပေါက်တွေရင်ဝင်ကြီးကောက်ခံတဲ့နေရာတွေရင်ပြင်အစင်းလန်းနေရာတွေရေရနာကားဝင်းနေရာတွေအဲ့နေရာတွေအကုန်လုံးမှာ CCTV အလုံးပေါင်း35လုံးနဲ့တက်ဆင်ထားပါတယ်တဲ့နော်အဲ့တော့ခင်ဗျာရွှေတုံးသွားတဲ့လူတွေသတိထားကြပါဗျာ CCTV တွေကနေရာနဲ့မှရှိတယ်ခင်ဗျားတို့ဟောတော့ကလို့ရင်ကို CCTV မှတ်တမ်းတွေအကုန်ပါမယ်နော်ကြည်လို့ကြပါသွားရလာရွှေတုံးစီရီမြကြီးသွားတဲ့လူတွေနော်အဲ့တော့စီရီမြကြီးမှာအဲ့မှာခုန35လုံးကဒါအရက်နားပါညာအကုန်လာပြတာပြီးတော့သူ့ရဲ့ဒီဆက်ဆက်ကားလမ်းတွေဖြစ်တဲ့အာဇာနီလန်ရွှေတုံးဘုရားလမ်းနော်ဥဒ္ဓမလမ်းအနောက်ရွှေကုန်နိုင်လမ်းအစရှိရဲ့ပတ်လေတဝိုက်ဒီမှာလဲ CCTV ကင်မရာတွေ15လုံးတက်ထားပါတယ်ဒါစုစုပေါင်းရှင်းပြရတော့ CCTV ကင်မရာကရင်မြေတော်မှာ350ကားရနာတဲ့ကားဝင်းနဲ့ပတ်လေတဝိုက်မှာ35လုံးအဲကားဖျားရဲ့ပရုံပတ်လေကားလမ်းပတ်လေမှာ15လုံးပေါင်းအလုံး400အထိ CCTV အလုံး400တွေတက်ဆင်ထားပြီးသားဖြစ်တယ်ပေါ့ဗျာဒါပေမဲ့နောက်ထပ်အလုံး250ထပ်တက်ဖို့ရှိတယ်တဲ့ဆိုတော့ဒါကြည့်ရတာဇေယျတော်မြတ်ကြီးဟိုမှာဟိုမျက်ချင်မပြတ်ဖြစ်အောင်လို့ဒါတေချာဟောဖြစ်တဲ့သဘောတော့ရှိတယ် CCTV အလုံး250ထပ်တက်ပဲတက်ဖို့တော့ကိုလည်းတင်တာခေါ်ထားပြီလို့ကျွန်တော်သိရတယ်အဲ့တော့ဟိုဒီဒါပြန်ကြားရေးကေဇေရေးသာသနာ့ဝန်ကြီးဦးနေလင်းထွန်းရဲ့ပြောကြားချက်ဖြေကြားချက်ရသိရတာပေါ့နော်ဆိုတော့သူကတော့ပြောတယ်ဒီ CCTV ကင်မရာလက်ရှိမြေမှာ400တက်ဆင်ထားပြီးတော့ထပ်မံပြီးတော့ CCTV အလုံး250တက်ဆင်မယ်ဆိုရင်တဲ့တက်ဆင်ပြီးမယ်ဆိုရင်ရွှေတုံးစီရီမကြီးရဲ့လုံခြုံရေးအတွက် CCTV ကင်မရာအလုံး650တက်ဆင်ပြီးမှဖြစ်ပါကြောင်းဆိုပြီးတော့ဒါလွတ်တော်မှာဖြေပါတယ်နော်ဆိုတော့သူတင်တာခေါ်ထားပြီလို့ပြောတယ်ဘယ်သူရမလို့တော့မသိဘူးဒါပေမဲ့ ရွှေကိုစေတော်မြကြီးနဲ့ပတ်သက်ရင် CCTV ကင်မရာတို့ဘာလို့ညာလို့ပြောတော့ကျွန်တော်သိရတယ်လို့ပေါ့နော်တကယ်ကိုဒါရွှေကိုစေတော်မြကြီးမှာအများကြီးရွှေကိုစေတော်မြကြီးရဲ့ဗုဒ္ဓဟိုတမိုင်းတွေပိုင်းညာလုတ်ပေးနေတဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ဒီရွှေကိုစေတော်မြကြီးရဲ့တမိုင်းတွေတကယ်ဟွာတွေပေါ့ရှိဟွာတွေလုတ်တဲ့ဒီ digital ပေါ့ digital နဲ့တရားဟောဖြစ်တဲ့ဟာတွေပေါ့အဲ့ဒါတွေလုတ်ပေးနေတဲ့အဖွဲ့တွေရှိတယ်ကျွန်တော်မိတ်ဆွေအဖွဲ့တွေလည်းရှိတယ်ကြည့်တကယ်တမ်းဆိုရင်သူတို့အဖွဲ့တွေပဲလုံနိုင်တယ်ဖြစ်တယ်သူတို့အဖွဲ့တွေပဲဆက်လုတ်ပေးသွားလိမ့်မယ်လို့ယူဆတယ်တွေ့ရဟို CCTV မှတ်တမ်းရောင်းပြီးတော့လုတ်စားသွားမယ်ကောင်ဟိုစက်တွေဝယ်သွင်းရောင်းစားသွားမယ်အဆင့်လည်းထစ်စားရင်တကယ်ကိုဒီလုံခြုံရေးရှုထောင့်ရစဉ်းစားပေးနိုင်တဲ့သူတွေကိုပဲဒါဦးစားပေးပြီးတော့ဟိုနိုင်ငံတော်တာဝန်ရှိသူတွေကတင်တာပေးလိမ့်မယ်လို့ယူဆတယ်ပေါ့နော်မှန်ကန်ကန်တကယ်လုံနိုင်တဲ့သူတွေထည့်ပေးလိမ့်မယ်ယူဆပါတယ်CCTV အလုံး250ဆိုတဲ့ဟာနည်းနည်းပတ်စံမဟုတ်တာနော်သူလည်းမနေပါဘူးအလုံးမနေဘူးပြီးတော့ तू ကအလုံး250ရောက်လို့နေပို့ तू အဲ့250ကိုစင်ဆာတွေဆာဗာထိုင်တာတွေကွန်ပျူတာတွေချိတ်တာတွေဘာညာအဲ့ဒါတွေအကုန်လုံးဆက်ပြီးလောက်ဆရာတွေအများကြီးဟုတ်ဗျာနော်ဟို तू ကလူမဟုတ်ဘူးဒါကြီးကပြီးတော့ဟိုအမြဲတမ်းစောင့်ကြည့်သွားညာဆိုတော့ဒီ system တွေကအများကြီးစင်ဆာစနစ်တွေဆိုအကုန်အားကောင်းကောင်းနဲ့တခြားလောက်ရမှာဟိုနီးပညာရသေးချာထည့်လောက်ရမယ့်ဟာတွေဟိုစိတ်ထဲမှာထင်ရလျှောက်ပြီးဟိုထိုင်းလောက်ကနေ CCTV တွေဝယ်လာရောအိမ်တက်တယ်ကွာဆိုကောက်ဆိုပြီးကျိုးတွေနဲ့ကောက်သွဲအဲ့လောက်နဲ့တော့ CCTV အကြောင်းဟောပြလို့မရဘူးပေါ့တကယ်ကျွမ်းကျင်တဲ့သူတွေလက်ထဲကိုပဲထည့်ပေးလိမ့်မယ်လို့ယူဆတယ်အဲ့မှာလဲကျွန်တော်သိသလောက်ကျွန်တော်သိတဲ့မိတ်ဆွေချိုအဲ့ဒီမှာတကယ်ကျွမ်းကျင်လုပ်နေတဲ့ဖွဲ့တွေရှိတယ်လို့သိရတယ်ပေါ့နော်ဒါ CCTV မျိုးပေါ့နော်ဆိုတော့အခုအလုံးပထမအခုရှိပြီးသားအလုံးလေးကနောက်ထပ်250 650စီတက်ပြီးတော့ဒါဇေဒီတော်မြတ်ကြီးကိုလုံခြုံရေးပါပြင်မယ်ပေါ့နော်ဘာလို့လဲဇေဒီတော်မှာလဲမဖွဲမရလောက်တာတွေရှိတယ်အာဃာတော်ဖြစ်တာတွေရှိတယ်အဲ့မှာ TikTok တက်ရိုက်တယ်ဖိနေကြီးတွေလမ်းလျှောက်ပြတယ်နော်ဖိနေလှုပ်လမ်းလျှောက်ပြတယ်ဇေဒီတော်မှာဟိုပါလဲဟိုနောက်ကနေကင်မရာနဲ့ဖုန်းနဲ့ရိုက်တယ်လူကရှေ့ကိုပန်းလေးကင်ပြီးတော့ရွှေဇေဒီမြတ်ကြီးကိုရှောက်တယ်လူမမြင်အောင်ဖင်မဲမြင်ရတယ်ကဲဘယ်နဲ့လောက်ကြမယ်အဲ့ဒါမျိုးတွေပေါ့တချို့ကကြတော့လေဗျာဟိုမြန်မာမျိုးသမီးတွေအနေနဲ့လေအမျိုးသားတွေကတော့ဘူးအမျိုးသမီးတွေအနေနဲ့လေဒီ TikTok ပေါ်တင်တာလှတာဟိုလှတာလေးတင်ကြပါဒါပေမဲ့လှတာလေးရောတင်ကြပါဒါပေမဲ့ဖင်လေးပဲတင်နေတော့စင်ပြူတင်တယ်နော်စင်ပြူတင်ဘာလို့ကျွန်တော်တို့အမျိုးသားတွေကိုတမင်သက်သက်ကိုဒုက္ခပေးနေလို့ခံစားရတယ်ဒါမှမလုပ်သင့်ဘူးဗျာဟိုကိုလှတာကိုကြင်ညာကြွားလို့ရပါတယ်ဒါပေမဲ့ဖះရင်မြင်တော်ဘော်ထီတော့လိုက်ပြီးတော့မလုပ်သင့်ဘူးပေါ့နော်ဒါလေးတော့ကျွန်တော်ကြိုးချက်လို့နော်ကိုချစ်တော်နှမတွေကိုပြောပြတာပါနော်ချစ်တော်နှမတွေကိုပြောပြတာပါကိုနှမတွေကိုသဘောထားပြီးတော့မကြည့်ပါဘူးနှမတွေကိုသဘောထားပြီးပြောပြတာပါနော်အဲ့လောက်ကြီးလည်းမလုပ်ကြပါနဲ့ဟိုတခြားလွတ်လပ်ဟိုဟာပန်းချန်ဒီမှာခင်ဗျားဖင်ပြရင်ပြချင်တာပြကြခင်ဗျားတို့ကိစ္စခင်ဗျားတို့ပိုင်တယ်ခေါ်ပြတာပြကြကျွန်တော်မပြောလို့သို့တော့ဇေတော်မော်တက်ပြီးတော့တချို့အာဃာတော်ဖြစ်တဲ့ဟာမျိုးတွေဟွာတွေမလုပ်ကြပါနဲ့ပြီးတော့ဇေတော်တက်ပြီးတော့သူများပစ္စည်းခိုးတာဖက်နှက်ခိုးတာဟိုဟာခိုးတာဒီဟာခိုးတာဟိုဖះဟိုဟာပုံနေပတ်စံကြီးနှိုက်ခိုးတာစသဖြင့်ပေါ့ဒါမဟုတ်တဲ့ဟာတွေလည်းမလုပ်ကြဘူးဒါကြောင့်မလို့ CCTV နဲ့ကြည့်ထားတော့ပြီးတော့ဖះဟွာတွေဝင်ပြီးတော့မဖော်မြလုံးနဲ့ပရုံဟွာတွေဒီဇေဒီတော်မြတ်ကြီးပုံမှာတခြားတွေပောက်ကရလုတ်ခဲ့တာတွေ
တခြားပစ္စည်းတော့ခိုးတာတွေနောက်တစ်ခါဟိုပစ္စည်းတွေဖြည့်ဆည်းပခဲ့တာတွေအဲ့ဒါမျိုးတွေလည်းမရှိအောင် CCTV မှတ်တမ်းနဲ့ပြန်လိုက်ပြီးတော့ဒါဟောပြတာပါဒါကကျွန်တော်တို့တနိုင်ငံလုံးထိမ့်သိမ်းဆောင်ရှောက်ရမယ်ဒီဇီရိုမြကြီးကထိမ့်သိမ်းဆောင်ရှောက်ရမယ်ဟာကြီးပါကျွန်တော်တို့နိုင်ငံရဲ့တကယ်ပုံရိပ်ကြီးပါကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံရဲ့ပုံရိပ်မြန်မာနိုင်ငံနဲ့အတူတဘာတဲ့တွဲမြင်ရတဲ့ပုံရိပ်ကြီးอ่ะဒီရွှေကုန်းဇီရိုမြကြီးဆိုတာကိုလည်းမမေ့ကြဘူးပေါ့နော်အဲ့တော့ကို့ဇီရိုမြကြီးကမှကိုလေးစားတမိုးထားခြင်းမရှိကျွန်တော်တို့မှတမိုးမထားရင်နိုင်ငံတကာဘယ်လိုလုပ်ဖြစ်မှာလဲတခြားနိုင်ငံဧည့်သည်တွေရွှေကုန်းဇီရိုမြကြီးလာရပါတယ်လာတာခင်ဗျရွှေကုန်းဇီရိုမြကြီးကိုတလဝင်တဲ့လူဦးရေတန်းနဲ့ချီတယ်သိန်းနဲ့မဟုတ်တန်းကန်းဖြစ်သွားပြီတဖြည်းဖြည်းနဲ့ဘာလို့ဆိုနေ့စဉ်လာတဲ့ပြည်တွင်းပြည်ပလာတဲ့လူတွေနော်ရန်ကုန်မြို့တွင်းကလာတဲ့ရန်ကုန်မြို့ပြင်လာတဲ့ကျေးလက်ဒေသနယ်အသီးသီးကလာတဲ့ရွှေကုန်းစီရီမြကြီးဟောဖြစ်တယ်ကျွန်တော်တော့ပြောဦးပါတယ်ကျွန်တော်တော့တောတက်လာကစားတုံးကရွှေကုန်းစီရီမြကြီးကိုကျွန်တော်တို့တောမှာကျွန်တော်အဖွားဆိုရင်ကျွန်တော်အဖွားတွေအဖိုးတွေဆိုရင်ရွှေကုန်းစီရီမြကြီးကိုမဖူးလိုက်ရပဲနဲ့ဆုံးမသွားခဲ့ကြတာရွှေကုန်းစီရီမြကြီးကိုဘဝမှာတစ်ခါမှမဖူးတဲ့သူတွေအများကြီးပဲအဖွားဘဝမှာမဖူးတဲ့လူတွေတပုံကြီးပဲရှိတယ်ကျွန်တော်တော်တွေတစ်ခါမှမဖူးသေးဘူးရွှေကုန်းစီရီမြကြီးကိုအဲ့တော့ဒါကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူတန်း50ကျော်ရှိတယ်တန်း50ကျော်လုံးကရွှေကုန်းစီရီမြကြီးကိုဖူးကြတာမဟုတ်ဘူးကိုယ်တိုင်ကိုကြပေါ့အဲ့ဒါမျိုးပေါ့ဆိုတော့တချို့ဆိုရင်မဖူးလိုက်ဘူးကိုယ်လုံးပြန်လောင်သွားကြသိဆုံးသွားကြတယ်နော်အဲ့တော့ကျွန်တော်ဆိုလေရန်ကုန်ရောက်ခါစားနော်အဲ့ရောက်ခါစားမှာရွှေကုန်းစီရီမြကြီးကိုတငယ်ချင်းတွေနဲ့ဖူးဖို့ရန်ကုန်မှာအလုပ်လုပ်ကြတငယ်ချင်းတွေဖူးဖို့အခွင့်ကြုံတယ်ကျွန်တော်ဟိုရှင်းမခိုးကျွန်တော်တချို့ကပြောတယ်ဒီကောင်တော်ဟာကြောင်နေပေါ့ဗျာငါကြောင်ပေါ့အဲ့လိုပြောတယ်ရွှေကုန်းစီရီမြကြီးကိုဥမချဘူးကျွန်တော်ရောက်သွားတယ်ဥမချဘူးဘာလို့ဥမချလဲရှော့ပြောမှာဒီကောင်တော်ဒိတ်ထီလာမရိုင်းလာကြီးလားဆရာဖះမြန်တော်ဇီရီတော်မြန်တော်မင်းဖះဇီရီတော်မြန်တော်မင်းဖူးမှုချောင်းမပါအောင်လေပေါ့မဟုတ်ဘူးကျွန်တော်ကရောက်တဲ့ချိန်မှာကျွန်တော်ဒိတ်ထန်တယ်ကျွန်တော်အမေနဲ့မှအတူတူမဖူးရရင်ရှစ်မခိုးရရင်ဒီဇီတော်ဒီရွှေလုံးဇီမကြီးမရှိခိုးဘူးဗျာဆိုအဲ့လိုကျွန်တော်ဒိတ်ထန်တာဘာလို့ဆိုဇီတော်ကြီးမရှိခိုးခြင်းလို့မဟုတ်ဘူးအမေနဲ့တူတူရှိခိုးခြင်းလို့ကျွန်တော်ရဲ့ဒိတ်ထန်အဲ့တော့ပြည့်ပါတယ်တစ်နှစ်ကျော်ပဲစောင့်ရတယ်အမေရောက်လာတယ်အမေကိုချက်ချင်းရောက်လာတယ်ဘဲမှမတော်အရေးမကြည့်ဘူးကျန်တဲ့ခဏပြတာရွှေလုံးစင်းကြီးခေါ်လိုက်ပြီးတွားရှိခိုးတာဒါကျွန်တော်တို့ရန်ကုန်ရောက်ခါတာဘဝဒါဘာလဲဆိုကျွန်တော်တို့ဘယ်လောက်အထွတ်မြတ်ထားရတယ်လဲဆိုတော့ပြောပြချင်တာနော်ကျွန်တော်တို့ကြီးလက်ဒေတာမှာတည်တည်မရှိလူတွေကရွှေရောစီရွှေရောရန်ကုန်ရောက်ပြီးရွှေရောကိုရောက်အောင်သွားကြတယ်ဒါကိုပြောချင်တာအဲ့တော့ကျွန်တော်တို့ကအထွတ်မြတ်ထားပြီးထိန်းသိမ်းကြဖို့စောင့်ရှောက်ကြဖို့လိုတယ်နော်ဒါကြီးရွှေရောကြီးပါကွာတို့ဘာလို့ညာလို့ဆိုတော့ဒိဋ္ဌိတွေရဲ့စကားတွေကိုခင်ဗျားတို့ရှောက်မယောင်ကြနဲ့နော်အဲ့ဒါတွေအရေးကြီးတယ်ခင်ဗျားတို့နေတိုင်းအကုသိုလ်တွေဝင်ကုန်လိမ့်မယ်မလုပ်ကြနဲ့နော်မပြောသင့်တယ်ပြောကြနဲ့ဒါလေးကျွန်တော်ထည့်ပြောတာနော်ဇီရမယ်ကြီးဝိုင်းဆောက်ရှောက်ပေးကြရမယ်ပြောချင်တာနော်နောက်တစ်ခုကရွှေရိုဇီရွက်ပြီးရင်ကျွန်တော်တို့လျှက်စစ်မီးကိစ္စလည်းကျွန်တော်ဒီနေ့ထည့်ပြောရမယ်လျှက်စစ်မီးဆိုတာအချမ်းမဟုတ်ဘူးအစိုးရကလျှက်စစ်မီးနဲ့ပတ်သက်ပြီးတော့ကြေညာရေးဆောင်ထုတ်လိုက်တယ်ကျွန်တော်အိမ်ကိုလှမ်းမေးတယ်ကျွန်တော်အိမ်မှာတော့အဲ smart meter ပေါက်တက်ပြီးသွားပြီလို့ပြောတယ်လာပြီးတော့ပြောလို့တက်လိုက်ပြီလို့ပြောတယ်အခုအစိုးရကြေညာချက်မှာကျွန်တော် smart meter ပေါက်နဲ့ပတ်သက်ပြီးတော့ကြေညာတယ်နော်မနေ့ကညကြေညာတယ်ဒီနေ့ဆိုနိုင်ငံမှာသတင်းစာတွေမှာပေါ်လို့ရိုက်နေပြီအဲ့တော့ဘာလဲဆိုတော့ဒီလျှက်စစ်မီတာအသစ်တွေကို website ရတစ်ဆင့်ရှောက်ထားရမယ်ပေါ့နော်ဒီဩဂုတ်လ15ရက်ပေါ့2016ဩဂုတ်လ15ရက်နေ့ကစားပြီး website မှာတစ်ဆင့်ရုံးချုပ်ကိုရှောက်ထားနိုင်မယ်တဲ့နော်လျှက်စစ်မီတာ box အသစ်လဲရမှာနော်အဲ့တော့ website ကတစ်ဆင့်ရုံးချုပ်ကိုရှောက်ထားနိုင်မယ်တဲ့အဲ့တော့နိုင်ငံမီတာမှာကြေညာထားပြီးဖြစ်တယ်အဲ့တော့ဒီရှောက်ထားတဲ့အခါမှာ website ရှောက်ထားတဲ့အခါမှာတတ်မှတ်ကြေးတွေပေးသွင်းမှုဆိုတဲ့နေရာမှာကြီးချက်ခါတို့မီးသွေခါတို့မီးဆက်ခါအပေါဝင်ပေးသွင်းမနှုံထားဘူးတဲ့ရခိုင်တိုင်းပြောင်းလဲမှုမရှိဘဲနဲ့အောက်ပါအတိုင်းပေးသွင်းအောင်ဖြစ်ကြောင်းဒီပြကြေညာပါတယ်ဆိုပြီးပြောတယ်အဲ့ဒါဘာလဲဆိုအိမ်3မီတာဆိုလို့ရှိရင်တဲ့အိမ်3မီတာဆိုရင်2သိန်းခွဲကျပ်အိမ်3ပါဝါမီတာ10ကီလိုဝက်ဆိုရင်10သိန်းကျပ်နော်အိမ်3ပါဝါမီတာ20ကီလိုဝက်ဆိုရင်12သိန်း3000ကျပ်အိမ်3ပါဝါမီတာ30ကီလိုဝက်ဆိုရင်14သိန်း6000ကျပ်အိမ်3စက်မှု3ပါဝါမီတာ10ကီလိုဝက်ဆိုရင်10သိန်း9500ကျပ်စက်မှု3ပါဝါမီတာဆိုရင်20ကီလိုဝက်ဆိုရင်73သိန်း82,500ကျပ်စက်မှု3ပါဝါမီတာ30ကီလိုဝက်ဆိုရင်16သိန်း89,500ကျပ်ပေးရမယ်လို့ပြောတယ်เนาะတိလို့ဒီမှာမင်းတို့ကတော့အောက်ပေါ်ကဖုန်းနံပါတ်17ပါဆိုပြီးပြောတယ်အဲ့တော့အိမ်3မီတာ2သိန်းခွဲကျပ်ပေါ့အိမ်3မီတာဆိုအခုကျွန်တော်တို့လူအများစုသုံးတာကြီးဟာပဲကျွန်တော်ပြောရမယ်အိမ်3မီတာ10ကီလိုဝက်တွေကိုခဏမေးလိုက်အိမ်3အများသုံးကိုပြောမယ်အခုအများသုံးတွေကိုကျွန်တော်တို့ရန်ကုန်မန္တလေးနေပြီးတော့စရှိအမျိုးအသီးသီးမှာမီတာပေါက်စီတက်ထားကြတယ်မီတာတွေတက်ထားကြတယ်အဲ့မီတာတွေအကုန်လုံးကပြီးခဲ့တဲ့အစိုးရဆက်ဆက်ကမီတာပေါက်တက်ဆိုလို့တက်ကြတယ်တက်ရဲနဲ့အဲ့ရနေသုံးတယ်အဲ့ရနေပြီးတော့ပတ်စံနေပေးပြီးကိုပတ်စံနဲ့ကိုဝယ်ရတာအဲ့မီတာပေါက်ကဝယ်ပြီးတက်ထားတာအခုနှစ်တွေကြာတော့အခုတည်တဲ့အစိုးရလက်ထက်ရောက်တော့ဘာချလို့လဲဆိုတော့မီတာပေါက်စီအစ်စ်လဲကြတဲ့ဆိုတော့အခုကျွန်တော်အစ်စ်လဲရတယ်ပေါ့ဗျာလဲရတော့လူတစ်ယောက်ကိုပတ်စံတစ်ယောက်2သိန်းခွဲပေးရတယ်2သိန်းခွဲထပ်ပေးရတယ်လျှက်စစ်မီသုံးတဲ့အိမ်အောင်စုပေါင်းဘယ်လောက်ရှိရလို့ခင်ဗျားတို့ထင်လဲကျွန်တော်လည်းမသိဘူးကျွန်တော်လည်းမသိဘူးအဲ့လက်စစ်ဝေးကြီးနာအကောင်းကောင်းသိတယ်သူတို့မှရှိတယ် data ရှိတယ်ဒါပေမဲ့သူတို့မထုတ်ပြန်ဘူးထားတော့ဗျာအင်ဂျီတသန်းကပဲမီတာ box လဲရတယ်ဆိုပါစို့အင်ဂျီတသန်းကပဲ smart meter box လဲရတယ်ဆိုပါစို့အင်ဂျီတသန်းကပဲတန်းပေါင်း2သိန်းခွဲဘူး project တစ်ခုဒါလုပ်ငန်းတစ်ခုကဒီ smart meter လုပ်တဲ့သူကရသွားပြီတန်းပေါင်း2သိန်းခွဲကနေသူတို့ဘယ်လောက် percentage မြတ်သွားမလဲတော့ကျွန်တော်မသိဘူးနိုင်ငံတော်ကဘယ်လောက်ရလဲကျွန်တော်မသိဘူး
နိုင်ငံတော်ပွင့်လင်းမြင်တာဆိုရှင်းလင်းသွားထုတ်ပြန်ပေးဖို့တင့်တယ်ဘာလို့ဆိုကျွန်တော်တို့ဒီမီတာဘောက်စ်2သိန်းခွဲကြီးဗျာကျွန်တော်တို့တက်အောင်မယ်ကျွန်တော်တို့ဒါပေါ်တော့ဗျာရန်ကုန်လိုမျိုးပဲပြောမြို့ကြီးပဲပြောမြို့ကြီးပဲတဲပြောမယ်လူ9တန်းရှိတယ်ရန်ကုန်ကလူ9တန်းကျော်နေတယ်နော်မီတာဘောက်စ်က9တန်းဘယ်လိုလုပ်ခမှာလဲမီတာဘောက်9 sorry မီတာဘောက်1တန်းဘယ်လိုလုပ်ခမှာလဲရန်ကုန်တစ်မျိုးတော့1တန်းမကောက်ဘူးမီတာဘောက်စ်ဘာလို့မီတာဘောက်စ်ကတဲုံတစ်လုံးတော့အနည်းဆုံးတက်ကြတာဟိုတိုက်ခန်းတွေပါအခန်းတွေပွက်လို့ရရင်ခင်ဗျအခန်းတွေလူ9တန်းနေတာလူ9တန်းကိုဗျာထောက်တဲုံ9ယောက်နေရပဲထားပြီးတော့မီတာ1တန်းပဲထားရန်ကုန်1တန်းပဲထားတန်းပေါင်း2သိန်းခွဲနော်ပတ်စံနေမဟုတ်ဘူးအဲ့ဒါမှားပါပြီအဲ့မီတာဘောက်စ်လုပ်တဲ့ကုမ္ပဏီဘယ်ကုမ္ပဏီလုပ်လဲတော့ကျွန်တော်မသိဘူးအဲ့ကုမ္ပဏီကတော့ဒါချမ်းသာပြီပေါ့ချမ်းသာပြီပေါ့အဲ့သူတယောက်ကိုဘာမှမျက်စရာမလိုဘူးဗျာတစ်လုံး2သိန်းခွဲဆိုတော့2သိန်းခွဲလောက်ရတယ်ထုတ်လို့မကုန်ကြစိဘာညာအကုန်ပေါင်းနှုတ်တစ်လုံး1000ပဲမြက်နော်တန်းဆိုတန်း1000မြက်တယ်ခဏလေးနဲ့အဲ့ project တစ်ခုတန်း1000မြက်သွားပြီအဲ့ project တစ်ခုလေးနဲ့နော်ခင်ဗျာစဉ်းစားကြည့်တယ်ပတ်စံဗျာခဏလေးရပါတယ်အဲ့တော့နိုင်ငံတော်အနေနဲ့အဲ့2သိန်းခွဲကြီးကို2သိန်းခွဲတောင်ကုန်ကြတာဟုတ်နိုင်ငံတော်အနေနဲ့ရှေ့မှာလဲကျွန်တော်တို့ပြည်သူလူထုကကုန်ပြီးသွားပြီနောက်မှာလဲအခုထပ်ကုန်ပြန်ပြီကျွန်တော်တို့တနာဖို့ကောင်းပါလေဗျာပြည်သူလူထုလဲအဲ့ရှေ့ဟိုသူတို့ကတော့နိုင်ငံတော်ကတော့ project ကြာပြောလိမ့်မယ်ဟိုဗာလဲဟိုမီတာမီးတွေလက်စမီ loss ဖြစ်လို့ဒီရှေ့မီတာတွေကနော်ဟိုအရင်တက်ခဲ့တဲ့မီတာတွေလက်စမီးနဲ့ပတ်သက် loss ဖြစ်တာတွေများတယ်ပြီးရင်မီတာကအမှန်မရလို့အဲ့ဒါကြောင့်မလို့ smart မီတာပြောင်းပါတယ်ဘာညာ okay သူတို့အဲ့လိုကြီးညာတယ်ဟိုပြောင်းလဲဖို့တင်တာကိုပြောင်းလဲတာမှန်ပေမဲ့ခင်ဗျားတို့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ဖို့လိုတာကအိမ်3မီတာတစ်လုံး2သိန်းခွဲထပ်ပေးလိုက်ရမယ်ဆိုတာပြည်သူလူထုပြအဲ့ဒီမီတာဘောက်စ်အဟောင်းတွေရောဘယ်သူပြောင်းဝင်ပါလဲကျွန်တော်တို့ရှိမှတက်ထားတဲ့မီတာဘောက်စ်အဟောင်းတွေဘယ်သူပြောင်းဝင်ပါလဲအဲ့အဟောင်းတွေရောဈေးကွက်တစ်ခုဖြစ်မသွားဘူးလားအဲ့ဒီအဟောင်းတွေကဘယ်ဈေးနဲ့ပြန်ယူမှာလဲယူမဲ့လို့ရှိလားအဲ့အဟောင်းကျတော့1000နဲ့9000လို့1000လို့နဲ့ပြန်ယူသွားမှာလားဒါလေးလေပြည်သူလူထုကိုတက်တာအောင်လဲနည်းနည်းလေးလှည့်ပြီးစဉ်းစားပေးကြပါဦးဗျာနော်ဘာလို့ကျွန်တော်တို့တနာဘောအောင်နဲ့ပြည်သူကအခုချိန်မှာစီးပွားရေးလည်းဆင်ပြေရတာမဟုတ်ဘူးနော်ကုန်စည်နှုန်းကလည်းတက်နေတယ်ဘယ်လို့မှအဆင်ပြေတဲ့ကာလကြီးမှာဆွတ်ဆက်ပြီးပတ်စံနေဟိုတောင်းရမယ်ကိစ္စဆိုတော့ဗျာဟိုမတက်တာလို့တက်ရမယ်ဆိုရင်တော့ဗျာဟိုလူတွေကစိတ်ထဲတော့စိတ်ထဲဘယ်ချမ်းသာမလဲဘယ်စိတ်ထဲဘယ်စိတ်ချမ်းသာမလဲအဲ့တော့ပြည်သူလူထုစိတ်မချမ်းသာရတဲ့ဟာမျိုးဖြစ်နေတဲ့ဟာကြီးပဲသို့တော့မတက်တာလို့တက်ရမယ်ဆိုရင်တက်ကြလိမ့်မယ်တို့အဲ့ဒီမှာသူတို့ရှိပြီးသားမီတာဘောက်စ်အဟောင်းကိုရောကျွန်တော်မေးနော်မေးကြရင်အများကြီးပဲနော်ဒီဝန်ကြီးဌာနရဲ့ဒီဟိုဟာကျွန်တော်မေးကြရင်အများကြီးပဲနော်မေးကြရင်အများကြီးပဲအဲ့တော့ဒီလက်စစ်စွမ်းရင်ဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးနဲ့တာဝန်ရှိသူတွေလည်းကျွန်တော်တို့မေးရတော့မယ်ဗျာခင်ဗျားတို့တွေမီတာဘောက်စ်အဟောင်းတွေကိုဘာလုပ်ပေးမလဲဘာပြန်လုပ်ပေးမလဲအဟောင်းတွေကိုဘာပြန်လုပ်ပေးမလဲဟာမင်းတို့ကမီးသုံးတာပဲကွာဒါသုံးဖို့ဆိုလိုအဲ့လိုတော့ကိုပြည်သူလူလက်လို့စပယ်တော့မပြောကြပါနဲ့ဗျာကိုပြည်သူလူအဲ့လက်လို့စပယ်ကြီးတော့မလုပ်ချပါနဲ့ပေါ့နော်အဲ့လိုပြောခဲ့မယ်ဆိုရင်ပြောတာပါမပြောသေးဘူးတော့ပြောပြီဆိုရင်တော့လေဒါလက်လို့စပယ်တော့မလုပ်ကြပါနဲ့ကိုပြည်သူလူလက်လို့စပယ်လုံးမယ်အစားကိုပြည်သူလူကိုတက်ညာစဉ်းစားပေးဖို့တင်တယ်ဒီ2သိန်းကိုရော့ကွာအင်ပေးဆိုရင်လုံးမယ်အစားပွင့်လိုက်ပြန်ဒီမီတာဘောက်စ်အဟောင်းကလည်းတနေရာမှာပြန်သုံးတယ်မှာဒါကလားတွေတော့ခွဲမယ်လာတွေတော့ခွဲမယ်ဒီကောင်လေးအဲ့ဒါပြန်သုံးပြီးအဲ့တော့ပြန်ပြင်မယ်ပြီးမီတာဘောက်စ်တစ်ခုခုပြန်ဖြစ်အောင်ဒီကောင်လေးလုံးမှာပတ်စံဖြစ်အောင်ပြန်လုံးမှာအဲ့တော့ပြန်ဝယ်တဲ့ market တစ်ခုတော့အဟောင်းပြန်ဝယ်တဲ့ market တစ်ခုမှာလည်းဈေးကွက်လေးတစ်ခုရအောင်ဗန်နေတယ်ဟိုက2သိန်းခွဲဆိုရင်အဟောင်းကို3သိန်းလောက်နဲ့ပြန်ဝယ်ပြီးတယ်ဆိုရင်တော့နောက်ထပ်3သိန်းခွဲလေးစိုက်အဲ့ဒါဆိုရင်သူတို့နည်းနည်းလေး3သိန်းတက်တာမယ်3သိန်းခွဲ3သိန်းတက်တာပါမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလုပ်ပြီးလို့မရဘူးလားပေါ့နော်ကျွန်တော်ကတော့ဒါပြည်သူလူထုဘက်ကနေစဉ်းစားပြီးတယ်ပြည်သူလူထုပတ်စံနေဗျာနည်းနည်းတော့ပတ်စံနေပို့ပြီးတော့ကုမ္ပဏီအနေနဲ့ကရောမီတာဘောက်စ်အစ်2လုံး2သိန်းခွဲနဲ့တစ်လုံးတက်မယ်ဆိုရင်မင်းတို့အဟောင်းငါတို့3သိန်းနဲ့ပြန်ဝယ်ပေးမယ်ဒီလိုလုပ်ပြီးလို့ရရင်လည်းလုပ်ပေးပါလားဗျာကျေးဇူးပြုပြီးတော့ဘာလို့ပတ်စံနေအများကြီးပဲဗျာပြည်သူလူထုပတ်စံနေခုနကကျွန်တော်တွေ့ပြပြီလူတစ်သန်းဟိုမီတာဘောက်စ်တန်းမဲ့လဲရတယ်ထားတန်းမဲ့လဲရတယ်ထားတန်းပေါင်း2သိန်းခွဲတယောက်ကိုတစ်လုံးကို1000ကျပ်ပဲမြတ်ဘယ်လိုကမလဲဗျာ1000ကျပ်လေးမြတ်အောင်တော့အဲ့ဒီကုမ္ပဏီမလုပ်ဘူးဗျ1000ကျပ်မကောက်ဘူးမြတ်တယ်အဲ့တော့ဟောတို့ project ဆိုအစိုးရရဲ့ဟိုဟာ policy လေးတစ်ခုပဲပတ်စံဝေါ်ကနေဆိုတာအဲ့ဒါပဲနော်ဒါကြောင့်တစ်ခါကျရင်လေအစိုးရနှုတ်ကထွက်တဲ့ policy လေးကြီးညာရေးတဲ့အမိန့်လေးမိန့်စာလေးတစ်စောင်ဟာပတ်စံတွေဝေါ်ကနေဖြစ်သွားစေတယ်လူတစုအတွက်နော်အဲ့ဒါလေးတွေကျွန်တော်ဂျန်လစ်ကြောက်နေနေကျွန်တော်ရိပ်မိတာကြီးတိတာကြီးရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ဘာပြောရမလဲဆိုတော့ဟိုကျွန်တော်လည်းကြည့်ပဲနေရတာပါဗျာခြေလမ်းတွေလည်းမြင်တယ်လှုပ်တာလည်းမြင်တယ်ဟိုဘယ်သူတွေချမ်းသာသွားပြီလဲဆိုတာလည်းမြင်တယ်မြင်မဲ့ကျွန်တော်ကြည့်ပဲနေရပြည်သူလူထုမှလည်းရက်ကန်နဲ့လုံးလက်ချလက်ပတ်လိုက်ပြီးလိမ့်ပဲဖြစ်နေလည်းမြင်တယ်အဲ့တော့ကျွန်တော်ကလည်းအဲ့ဒါစိတ်မချမ်းသာဘူးစိတ်မချမ်းသာလို့ပြောတဲ့ခါကျတော့လေပြောတာကိုအဲ့ဒီအလွှာတစ်ခုကမကြိုက်ဘူးမကြိုက်တော့ကျွန်တော်တို့ကဘာဆက်ပြောမှလည်းမသိဘူးအဲ့တော့ကျွန်တော်တို့လည်းခက်တယ်နော်ခက်တယ်ပြည်သူလူထုလည်းကျွန်တော်တနာတယ်ကျွန်တော်လည်းတနာတယ်ကျွန်တော်လည်းခင်ဗျားတို့ပြည်သူလူထုမတနာလည်းရတယ်ခင်ဗျားတို့ကျွန်တော်တကယ်တနာတယ်ကျွန်တော်လည်းတနာတယ်ပြည်သူလူထုကကျွန်တော်မတနာလည်းကျွန်တော်ဘာမှမဖြစ်ပါဘူးဟိုခံရုံပဲရှိတယ်ဘာလို့တချို့ကလည်းနေနေပလိန်မုန်းတွေကောင်လည်းရှိတယ်တချို့ကြတော့လည်းဟိုနီးပိန်းတွေကြောင့်ကျွန်တော်ရောပြီးမုန်းတာလည်းရှိတယ်တချို့ကြတော့လည်းဟိုချစ်တော့ချစ်ချင်တယ်ဒါပေမဲ့ပြဿနာဟိုချစ်လိုက်လို့ရှိရင်ဒီဘိန်းအုပ်စုနဲ့ရန်ဖြစ်မှလည်းစိုးသေးတယ်ဒါကြောင့်မို့လို့တချို့ဖြစ်နေရှိတယ်အဲ့တော့ညီတို့ဖြစ်စေကမဟုတ်ဘူးဘသူဘာပြောချစ်စရာရှိလို့ချစ်တယ်ကွာဆိုတဲ့လူနန်းစားအလှတစ်ခုတော့ကျွန်တော်မှအဲ့လူအလှတစ်ခုတော့ကျေးဇူးတင်နေရတယ်နော်ဒီလိုတော့ရှိတယ်ထားပါတော့ဗျာကဲထားပါတော့အဲ့တော့
အစိုးရနဲ့ဒါလက်စစ်မီနဲ့ပတ်သက်လို့မီတာဘောက်စ်နဲ့ပတ်သက်လို့ကျွန်တော်အများကြီးပြောစရာတော့မရှိပါဘူးဒီလောက်လေးပဲကျွန်တော်ရင်ပြောချင်တယ်ကျန်တော့ပြောစရာအများကြီးရှိတယ်ကျွန်တော်မေးခွန်းတွေမေးပါဆိုတော့ကျွန်တော်တန်းစီမေးမှာဒါပေမဲ့မမေးတော့ပါဘူးเนาะမမေးတော့ပါဘူးเนาะမေးခွန်းတွေအရင်မေးရင်ကြိုက်ဘူးလေเนาะအရင်မေးရင်ကြိုက်ဘူးဆိုတော့မမေးတော့ပါဒါလေးလည်းကျွန်တော်ဒီနေ့ထည့်ပြောတာနောက်တစ်ခုကညီဘေးအုပ်စုကအခုဘာထပြောလဲဆိုတော့ညီဘေးအုပ်စုက KFC ကိုညီဘေးအုပ်စုသွေးစွန်းငွေဘာညာဆိုပြီးတော့စပြီးတော့ KFC ကိုဗာလဲဟို boycott လုပ်ဖို့ဆိုပြီးစကြေညာတယ် KFC ကိုเนาะ KFC ကိုတပိတ်မောက်ကြဖို့ဘာဖြစ်ဖို့ညာဖြစ်ဖို့ဆိုပြီးတော့ဒါဟို blood money ဆိုတဲ့သွေးစွန်းငွေအဖွဲ့ကနေပြီးသူ့ရဲ့ Facebook page ကနေလှုံ့ဆော်လာတာတွေ့ရတယ်အဲလှုံ့ဆော်တာကိုပြည်ပြင်းမီဒီယာတွေဝိုင်းဖော်ပြတယ်အဲ့ဒါပဲဆိုဒါသူတို့ရေးတဲ့စာသားတမျိုးကြီးပြเนาะအဲဟိုကလေးတွေသွေးစွန်းနေတဲ့ KFC ကိုဘာကြောင့်တပိတ်မောက်ရလဲဆိုတော့ခက်တဲ့တမိုင်းမှာလူမျိုးစုတပ်ဖြတ်မှုတွေဘာညာအကျိုးနဲ့ဖက်စစ်အာဏာရှင်ဖြစ်တဲ့အာဘာနေတန်ယာဦးနဲ့အာဦးမြောင်လိုလူသားရနာဆို KFC ကတော်ရထောက်ပံ့အာဆတ်ဆို KFC ကဖွင့်နေလို့ဗျာမြန်မာပြည် KFC ဆိုင်ဖွင့်နေလို့နော်ဖွင့်နေလို့ KFC မြန်မာပြည်ဆိုင်ဖွင့်နေတော့ဟိုဂါဇာမှာကလေးတွေအများကြီးတည်တဲ့ကိစ္စတွေမြန်မာမှာကလေးတွေတည်တဲ့ကိစ္စတွေဘာမှတော့မဆိုင်ဘူး KFC နဲ့ဒီကလေးတွေတည်တာနဲ့ဘာမှတော့မဆိုင်ဘူးမဆိုင်မဲ့နဲ့ပလိန်ဘာလို့လဲဆိုအဓိကကဒီ KFC စီကနေပတ်စံနေနိုင်ငံတော်အခွန်အခါတွေရတယ်ဆိုတဲ့သဘောမျိုးသူတို့တွေးပုံရတယ်ပြီးတော့ KFC မြန်မာပြည်ဖွင့်နေတာ American KFC မြန်မာပြည်ဖွင့်နေတာသူတို့စိတ်ထဲမှာမကျေနပ်ဘူးထင်ပါတယ်အဲ့တော့ KFC ကြိုက်လို့ KFC ကြောင့်စားနေကြတယ်လူမျိုးသားအလွှာတခုကတော့အဲ့ဒီ blood money ဆိုတဲ့သွေးစွန်းငွေအဖွဲ့ကိုငပေါ်တယ်လို့ပြောမှာပေါ့ဗျာခင်ဗျာစဉ်းစားကြည့်သူတို့အခု blood money ဆိုတဲ့အဖွဲ့ကပြောလိုက်လို့လားမသိဘူး KFC ကြက်ကြော်ဆိုင်မှာအခုဆိုရင်လက်ဖက်နဲ့ကြက်ကြော်ဆိုတာလက်ဖက်တမင်းနဲ့ကြက်ကြော်ဆိုတာအခုနာမည်ကြီးနေပြီကဲသူတို့တပိတ်မဟုတ်လို့လားမသိဘူးပိုတော့ဟိုကတပိတ်ခေါ်တဲ့ထည့်ပြီးစားပြနေပြီလားမသိဘူးပိုတော့စားပြပြောမရဘူးခင်ဗျာ KFC ကတပိတ်လိုမျိုးခွက်ကလေးတွေလုပ်ပြီးတော့လက်ဖက်တမင်းနဲ့ကြက်ကြော်ကောင်းကောင်းထပ်ပြီး promote လုပ်လိုက်တော့ပူလုပ်လိုက်ခင်ဗျာမိလုပ်လိုက်အဲ့ဒါတော့ခင်ဗျာအဲ့ blood money ဖွဲ့တော့ရှက်ခွဲဦးမယ်ဆိုတော့ကျွန်တော်ခုသိသလောက် KFC ကမြန်မာပြည်မှာတော်တော်များလိုက်ဖွင့်တာရန်ကုန်မြို့မှာအများကြီးဖွင့်တယ်တခြားနေရာကြီးဖွင့်တယ်ဒါပေမဲ့ ARU တိုင်းတောင်ရောက်တယ်နှက်ပြတ်နေပြီတော်တော်များ KFC ကြက်ကြော်ဆိုင်အများကြီးဖွင့်တာလေ franchise တွေယူဖွင့်တာအများကြီးပဲဘာလို့လဲ KFC ရှိတယ်မြန်မာပြည်မှာ Lotteria ရှိတယ်နောက်ဘာရှိလဲ၃မျိုးလောက်ရှိတယ်ကျွန်တော်တွေ့ဘူးတယ်ကြက်ကြော်နဲ့ပတ်တယ်နောက်ကြက်ကြော်၃မျိုးလောက်ရှိတယ်ကျွန်တော်တွေ့တယ်ဟိုကတော့ဟို CP ကတော့ထားတော့ CP ကြက်ကြော်ထားရတော့နော်ဆိုတော့တော့အဲ့မှာထားပါလေဆိုအဲ့လိုပေါ့နော်ဆိုတော့အဲ့ကြက်ကြော်ပါပြရတယ်အဲ့မှာ KFC ကတော့အောင်မြင်ဆုံးပေါ့နော်ပြီးတော့မှ Lotteria ဒုတိယလိုက်တယ်ပေါ့ဆိုတော့ KFC အောင်မြင်တယ်ဘာလို့ကမ္ဘာလုံးနဲ့ချီတဲ့ brand တွေဗျာအောင်မြင်တော့မြန်မာပြည်လာဖွင့် KFC လာဖွင့်အောင်မြင်တာပေါ့ပြီးတော့ကျွန်တော်တို့ဆိုင်မှာလူတွေက KFC ကြက်ကြော်လေးစားတယ်အခုဟိုလူတွေကအဲ့မှာသွားပြီးဝယ်ပြကြတယ်နေ့လေးပဲ shopping center တွေမှာ AC သွားစားကြတယ် KFC ကြက်ကြော်စားတယ်ဗျာညာပေါ့အဲ့ဒါအဲ့တော့အခုဆိုရင် KFC ထပ်ကျင်ညာလာတယ်ဘာလို့ဆိုတော့လက်ဖက်ကရမ်းလက်ဖက်နဲ့ထမင်းနဲ့လက်ဖက်ထမင်းနယ်ပြီးတော့ကြက်ကြော်နဲ့အဲ့တော့စကျင်ညာနေတယ်8000ကျော်ပဲရှိတယ်စကျင်ညာတယ်အဲ့တော့ကျင်ညာတဲ့ခရီးမလေးလည်းဟိုခရီးမလေးနဲ့အီဝါ CEO နဲ့စကားပြောတာဆိုကျွန်တော်ကြည့်လိုက်တယ်အော် idea ကောင်းတယ်လို့ဟိုကျွန်တော်မြန်မာတွေကလက်ဖက်ထမင်းဆိုရင်ပဲချမ်းနေမြေပဲစီဘာအကုန်လျှောက်ထည့်တာဟုတ်ထဲတော့ဟိုကမလုံးလေတဲ့လက်ဖက်နဲ့မြန်မာပြည်အကောင်းဆုံးကရမ်းလက်ဖက်နဲ့ဟိုထမင်းနဲ့ဟိုဒီဂျပန်နီးပညာနဲ့ဘယ်လိုလုပ်ပြီးပါညာကျင်ညာလိုက်တာဗျာခင်ဗျာအခုကျွန်တော်တခါလေးသွားစားကြည့်အောင်လို့ပေါ့နေပါဆိုသူတို့ကျင်ညာပုံရစားကျင်စရာလေးတော့မြင့်နေသူကအဲ့လိုဆိုတော့မင်းတို့ဟိုဘက်ကညီဘိန်းအုပ်စုတွေကဘလမန်နီအုပ်စုတွေကဘလောက်ပဲ boycott လုပ်လို့ KFC ကမင်းတို့လက်ကလေးပဲထောင်ပြလိမ့်မယ်KFC ကမင်းတို့ဒါရဲဆိုပြောလိမ့်မယ်ဘာလို့ဆိုဟိုကစဉ်းစားကြည့်လေကဘာနဲ့ချီအောင်မြင်နေတာမင်းတို့ဘာကောင်းနေကြောင်းတော်နေဆိုပြီးတော့ဟောဖြစ်မှာအဲ့တော့တခါကြတော့လေဗျာဒီကောင်တွေကညီဘိန်းအုပ်စုကတော့ညီဘိန်းဗီဇနဲ့ပဲအကုန်လုံးသူတို့နဲ့မတူအကုန်ရန်သူကြီးပဲမှတ်တာကြာလာရင်ဘာလို့ဆိုအိုးလို့တပိတ်မောက်ဒီလူတပိတ်မောက်အကုန်ပတ်လိုက်ရိုက်တပိတ်မောက်ရင်းနဲ့ပတ်လဲလိုက်ပြီးလက်ညှိုးပတ်ထိုးလက်ပိတ်မောင်းနေနောက်ဆုံးမှသူတယောက်တည်းထီးထီးကြံခဲ့တယ်ဖြစ်မြင်အောင်သေးတယ်ကျွန်တော်အဲ့တိုင်းမြင်ရမယ်ဒီပြင်အဲ့တိုင်းဖြစ်လာလိမ့်မယ်ဒါကတော့ကျွန်တော်မြင်နေရတယ်မြင်ပြောတာပေါ့နော်ဆိုတော့ဒါက KFC ကြက်ကြော်ကိစ္စတခါဘာတက်ရှိသေးလဲဆိုတော့ KFC ကြက်ကြော်ကိစ္စပြီး NUG ကအဲ့ဒီညီဘိန်းအုပ်စုနဲ့ NUG အုပ်စုကအခုဘာဒီနေ့ကြီးညာထားလဲဆိုတော့ဒီနေ့ထပ်ကြီးညာတာတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ကြီးညာတာဘာလဲဆိုတော့ဟိုကတဲ့ပတ်စံတောင်းတာတရောင်းစားတွေပေါ့ဗျာအလှခံတာပေါ့တရောင်းစားအလှခံတယ်လို့အလှခံတာတကယ်တော့ဗျာဒီကောင်တွေကတော်လိုင်းရေးလို့ခေါင်းစဉ်တက်ပြီးတော့တရောင်းစားအလုပ်ကိုလုပ်နေကြတာတောင်းစားနေတာတော်လိုင်းအမိတက်ပြီးတောင်းစားနေတာအဲ့လိုဖြစ်နေတယ်တော်လိုင်းအမိတက်ပြီးတော့အလှခံစားတယ်တောင်းစားတယ်ဘာလို့လဲလက်ကြောချေကြောမတင်ဘူးတောင်းစားတယ်အလှခံစားတယ်ဒါပဲအဲ့တော့ကျွန်တော်ပွင့်လေးပြောရင်ဒီရန်ကုန်မန္တလေးနေပြီးတော့အစားရှိတဲ့မြို့ကြီးတွေမှာဟိုလမ်းဘေးတွေမှာကလေးလေးနဲ့တောင်းနေတဲ့အဖွဲ့တွေကမှာသူတို့တဲ့အဆင့်တန်းရှိသေးတယ်အဲ့အဖွဲ့တွေကမှာသူတို့ဗျာကောင်းကောင်းမောရှာဖွေစားတော့ဟိုပြသေးတယ်နော်ဒီညီဘိန်းအုပ်စုကြတော့စကကြီးပြောပြီးတောင်းတာအဲ့တော့အရှက်ကိုမရှိတာအဲ့ဒီအုပ်စုကအခုဘာတောင်းလဲဆိုတော့ပတ်စံတောင်းတယ်သူတို့ဘယ်လိုတောင်းလဲဆိုတော့နော် NUG ထုတ်ပြချက်မှာ G နဲ့ကကျွန်တော်ကြည့်ပြီးတော့နိုင်ငံတော်မှာဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းတပ်ဖွဲ့စစ်ကြောင်း360ရှိတယ်အဲ့360ကျော်ဟုတ်တယ်သူတို့ပတ်စံတွေဖြန့်ဝေထားတာရှိပါတယ်တပ်ရင်းတွေကိုထောက်ပံ့မှုတစ်ချိန်မှာအမေရိကန်ဒေါ်လာ 1.3 သန်းခန့်အထိတိုးမြင့်ပြီးတော့ထောက်ပံ့လျက်ရှိတယ်လဲနော်ဒေါ်လာ 1.3 သန်းအောင်နော်ထောက်ပံ့တယ်တဲ့တိုးပြီးတော့တစ်ဖွဲ့ကိုတပ်ရင်းတွေထောက်ပံ့မှုတစ်ချိန်ကိုအဲ့လောက်ပေးတယ်ပေါ့အဲ့တော့ပကဖတိုက်ဖွဲ့တွေကိုလည်း36ချိန်မြောက်ကနေစပြီးတိုးချက်ထောက်ပံ့နေပြီပေါ့အဲ့တော့အခုချိန်ထိ
ထောက်ပံ့စရိတ်တိုင်းထောက်ပံ့စရိတ်85ရာခိုင်နှုန်းကျော်ခံမှန်းအမေရိကန်ဒေါ်လာတန်း30ဦးတဲ့ထောက်ဖို့တရင်ရဲ့အစီအစဉ်46လသာကာလအတွင်းမှာဒီဇင်ဘာ2025 21က25အထိသူတို့ကောက်ခံရတဲ့ငွေနဲ့ထုတ်လို့သုံးဆွဲထားပြီပေါ့ဒေါ်လာတန်း30ကျော်သုံးထားတယ်ပေါ့ဗျာသုံးထားတယ်ပေါ့သူပြောတာအဲ့တော့အခုအချိန်မှာတဲ့သူတို့ကဒီတိုက်ပွဲကိုကြီးကြီးမားထပ်တိုက်ရတော့ပေါ့ဗျာထပ်တိုက်အောင်ပေါ့အဲ့တော့ထပ်တိုက်မှာမဟုတ်လို့သူတို့အနေနဲ့ထပ်ပြီးတော့ပို့ပြီးတော့လှူကြပါအောင်ဆိုပြီးတော့တောင်းတယ်နော်အဲ့တော့ပြောရရင်တော့ဗျာပတ်စံလိုတယ်ပေါ့ဗျာဒါပါပဲပတ်စံတောင်းတယ်လိုတယ်ပတ်စံတောင်းတယ်အလှခံတယ်အဲ့တော့ကျွန်တော်ခုနရှင်းမှာပြောသလိုပဲဒီကောင်တွေတရောင်းစားတွေဖြစ်ကုန်ပြီဆိုတာဒီကောင်တရောင်းစားတွေဖြစ်ကုန်ပြီအဲ့တော့တော်လေးခေါင်းစစ်တက်ပြီးတောင်းစားတယ်တော်လေးတရောင်းစားတွေဖြစ်ကုန်ပြီနော်အဲ့ဒီတောင်းဆိုတော့တော်လေးတရောင်းစားတွေဖြစ်ကုန်ပြီအလှခံတယ်ဆိုတာဗျာမြင့်မြတ်တဲ့စကားလုံးမှာဒီကောင်တွေတောင်းစားတာမင်းတို့ငါတို့လူငါတို့ပေးထောက်ပံ့မပေးဘူးတော့ပေးသမင်းအောင်ဒီပေးမပေးဆိုရင်ဒီကောင်တွေ boycott လုပ်ဒီကောင်တွေကိုဘာဖြစ်လဲ blacklist လုပ်ဒီကောင်တွေကိုတတ်ဒီကောင်တွေရှင်းဒီကောင်တွေကငါတို့ဆန့်ကျင်ဘက်အကြမ်းဖက်ထောက်ဖို့ငါတို့ဒီကောင်အကြမ်းဖက်စစ်ကောင်စီအားပေးတာတို့ဘာမျိုးစုံပေါ့ဗျာစကားလုံးဘောမတို့မျိုးစုံသူတို့မထောက်ပံ့ဘူးသူတို့မကူညီဘူးဆိုရင်သူတို့နဲ့သဘောထားမတူဘူးဆိုရင်အဲ့ဒါအကုန်လုံးကနီဘိန်းဗီဇနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်တွေဘောမတွေတို့စစ်တပ်အားပေးတွေတို့တခါလေဒီကောင်တွေတတ်ရမယ်တို့ boycott လုပ်မယ် blacklist လုပ်ရမယ်ဒီလိုနဲ့ပဲတစ်ချိန်လုံးလုပ်လာတာ9နှစ်ကျော်ပြီဒီတစ်ချိန်9နှစ်ကျော်ပြီတစ်ချိန်လုံးတောင်းမဲ့စားလာတာလက်ကြောတယောက်ဘာဆောက်လို့မလုပ်တော့ဘူးကြော့ပါအဲ့လိုပြောရင်မကောင်းလက်ကြောတယောက်ဘာလို့မလုပ်လက်ကြောတယောက်ဘာလို့လည်းမလုပ်လက်ကြောလည်းမတင်ခြေကြောလည်းမတင်တနာကြောတော့တင်းတယ်အဲ့ကောင်နေလက်ကြောခြေကြောမတင်တနာကြောတော့တင်းတယ်အဲ့ဒီကောင်နေအဲ့လိုတောင်းစားနေတာအယူကြီးတုံးစုလုံးဆိုဒီကောင်တွေတောင်းစားရလည်းရှက်လည်းမရှက်ဘူးအခုတောင်းစားတော့ဓမြောက်တိုက်စားနေနေဒေတာ PDF အပိအဖွဲ့အသေးသေးဆိုဓမြောက်တိုက်စားနေပြီတောင်းစားတယ်ဓမြောက်တိုက်စားတယ်အပေါ်အကြီးပိုင်းကတောင်းစားတယ်အောက်ကကောင်လေးဓမြောက်တိုက်စားတယ်နော်အဲ့လိုဖြစ်နေတယ်တချို့ကပြန်ပြေးဆွဲစားတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ဒီကောင်တွေတော်လိုက်ဇက်တွေပြက်ကုန်ပြီပေါ့ဗျာဒီလိုပြောချင်တာเนาะတစ်ဖက်မှာတော့ EU ကနေပြီးတော့မြန်မာနိုင်ငံအတွက်ယူရို10 သန်းကျော်မြန်မာနိုင်ငံအတွက်ထောက်ပံ့မယ်လို့ယူရို10 သန်းထောက်ပံ့မယ်ဆိုပြီးတော့ EU ကနေပြီးတော့ကြေညာတယ်ကျွန်တော် EU ကြေညာရေးကိုကြည့်လိုက်ပြီးတော့ကျွန်တော်ပြုံးစည်းစည်းလေးတော့ဖြစ်တယ်เนาะဟိုမြောက်ပြဆန်တောင်းဆိုတဲ့လူမျိုးပေါ့ဗျာเนาะမြောက်ပြပြီးဆန်တောင်းဆိုတာမျိုးပေါ့အခု EU ကလူသားချင်းစာတောင်းဆိုင်ရာအကူအညီယူရို10 သန်းကျော်ပေးပါထပ်မံတို့မြကူညီပါမယ်ဆိုပြီးတော့ EU ကနေကြေညာတယ်เนาะဘယ်လိုကြေညာလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့လူတွေပေါ့ဗျာလူဟွာတွေပေါ့ဒီတကွေးတန်ရှင်းရေးအစားတောက်လိုအပ်ချက်ယာယီခိုးလိုအပ်စခန်းဘာညာပေါ့ချမ်းမြေဆောက်ရှောက်မှုအဲ့ဒါတွေအတွက်ကိုယူရိုစုစုပေါင်း49.1 တန်းထိထောက်ပံ့ပေးခဲ့ပြီးပေါ့အခုထပ်ပြီးတော့ယူရို10 သန်း10.5 သန်းထပ်ထောက်ပံ့သွားမှာပဲပေါ့နော်အဲ့လိုပြောတယ်အဲ့တော့လွန်ခဲ့တဲ့9နှစ်အတွင်းမှာမြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအကြက်တဲ့ပမာဏမမိချင်းမရှိတော့အောင်ပြောင်းလဲသွားပါတယ်အဲ့တော့မူလလူ1 သန်းလောက်ပဲထိခိုက်ခဲ့တဲ့အကြက်တဲ့ကနေအခုဆိုရင်နဲ့ကုညီထောက်ပံ့မှုလိုအပ်နေသူက16.2 သန်းလောက်ရှိလာပြီးတော့ကမ္ဘာအကြီးမားဆုံးလူသားစာရေးဆိုရေးပေါ်ချီဖြစ်လာပြီဆိုတော့သူတို့ကလူ16 သန်းကျော်ဒုက္ခရောက်နေပါတယ်လို့သူကပြောတယ်အဲ့ဒုက္ခရောက်ဘူးလို့လဲဆိုတော့မေးခွန်းကြတော့သူတို့အဖြေမရှာဘူးပြောလိမ့်မယ်ကျွန်တော်ကအခုဒုက္ခရောက်ဘူးလို့တည်းလို့အဲ့လူ16 သန်းကျော်ဒုက္ခရောက်နေပါတယ်ဆိုအဲ့16 သန်းကျော်ဒုက္ခရောက်ဘူးလို့တာလို့မင်းခင်ဗျားတို့ကပြောလိမ့်မယ်အစစ်တပ်ကလုပ်တာလည်းညှို့ထုတ်လိမ့်မယ်ဟုတ်ဘူးစစ်တပ်ကကြီးပဲလုပ်တာသိကြလားသိကြလို့လားကျွန်တော်မေးတယ်သိကြလို့လားအဲ့ဒါဆိုရင်အဲ့ဒီဒုက္ခတွေဆိုတဲ့ခေါင်းစဉ်တဲ့အဲ့ဒီအုပ်စုကစစ်တပ်ကလုပ်တာသိကြတယ်ဆိုရင်စစ်တပ်ရှိတဲ့နေပြည်တော်ပြန်လာနေကြည့်လိုက်လာနေလိုက်ခုလာနေလိုက်ခင်ဗျာတပုံနေနေနဲ့သွားနေပြီးတော့စစ်တပ်ကလုပ်တာပါလည်းညှို့ထုတ်လို့မရဘူးလေတကယ်လားဒုက္ခရောက်တယ်ဆိုရင်ခင်ဗျာပြည်မကိုလာပြီးတော့လာရှောင်နေလို့ရတယ်စစ်ဘေးကပြည်မလာရှောင်လို့ရတယ်ပြည်မလာရှောင်နေတဲ့လူတွေသူကကောက်ရှောင်ဝဲလုပ်ခဲ့ဆောက်လုပ်ရတယ်ဟိုနေသက်ကတနေရာမှာသွားနေတဲ့ကောင်တွေကြတော့တပုံရောသွားနေတဲ့ကောင်ကြတော့ဘာလို့မလုပ်လို့မရတော့လုပ်လို့မရတော့ဘာလို့လဲနိုင်ငံတကာထောက်ပံ့ငွေလိုပါပဲအဲ့တော့လူတွေဘာလို့လဲဆိုတော့လူတွေကိုအလှခံစားတဲ့အသိစိတ်ဟိုပြောရရင်လက်ဘွားလေးဖြတ်ပြီးတော့ပတ်စံရှာတဲ့ဟိုအသိစိတ်မျိုးရိုက်သွင်းခံလိုက်ရတာလူတွေကိုကျွန်တော်လူတွေကိုမကြိုက်တဲ့ချက်ကလူတယောက်ကိုခင်ဗျားတို့ကုညီချင်းရှင်းပြအလောက်ကင်ပေးလိုက်ခင်ဗျာဒီလိုလက်ဘွားဖြတ်ပြီးလက်ဘွားကိုပတ်စံတင်ပေးတဲ့အလုပ်ကိုမလုပ်နဲ့အဲ့ဒါခင်ဗျာလူတွေဖြတ်စီးတာလူရဲ့စိတ်တွေကိုဖြတ်စီးတာအခုကျွန်တော်မြန်မာရဲ့စိတ်တွေကိုအဲ့ဒီအနောက်နိုင်ငံအုပ်စုတွေရဲ့ကုညီထောက်ပံ့ရေးအစီအစဉ်တွေကနေမြန်မာရဲ့စိတ်တွေကိုဖြတ်စီးပြတာကျွန်တော်အဲ့လိုပဲမြင်တယ်ခင်ဗျာအလုပ်ပေးလိုက်ရမှာအလုပ်မပေးဘူးအခုဒေါ်လာယူရို10 သန်းကျော်ထပ်ပေးမယ်ပြီအဲ့10 သန်းကျော်ကသူတို့ပဲဒုက္ခတွေစီဘယ်လောက်ရာခိုင်နှုန်းရောက်တယ်ထင်လို့ခင်ဗျာရောက်တဲ့ရာခိုင်နှုန်းက 20% နဲ့မပို့ဘူးအပေါ်မှာဖြတ်စားတာကုန်နေပြီအောက်လေက20လောက်ကျတော့တကယ်ပြောတာအဲ့တော့အခုကျွန်တော်တို့လူတွေကိုမြန်မာတွေကိုလက်ဘွားဖြန့်ပြီးတော့တောင်းတတဲ့ဗီဇဖြစ်အောင်လုပ်လိုက်တယ်အလုံးလက်ကြောတင်အောင်လုပ်လို့ချင်တော့လက်ကြောချေတင်အလုပ်လုပ်ချင်တဲ့စိတ်မရှိပဲလက်ဘွားဖြန့်တဲ့စိတ်ပဲဝင်သွားတာလူတွေကအဲ့တော့မှားနေတယ်အဲ့တော့ EU ကလို့ထောက်ပံ့တဲ့ဟာဟိုကျွန်တော်မြင်ပြောရင်တော့ဟိုကျွန်တော်တို့နိုင်ငံအတွက်ကောင်းတာမရှိဘူးအခုကျွန်တော်တို့ပြည်မမှာရှိတဲ့တချို့ဟာတွေတော့တကြက်မှရောက်မလားဘယ်စုရောက်လဲခုနအဲ့နေသားကလက်နက်ကိုင်နေစီပဲရောက်တယ်ဒါပဲလက်နက်ကိုင်တပုံတွေနဲ့လက်နက်ကိုင်ထောက်ပံ့ရေးဖွဲ့တွေနဲ့အဲ့ဒီဒုက္ခသည်စခန်းအမိခံရတာတွေပဲဖြစ်တယ်အခုဒုက္ခသည်စခန်းတွေမှာလည်းပြန်ကြည့်တဖြည်းဖြည်းနဲ့အခုဒုက္ခသည်စခန်းတွေမှာအရင်တော့ဒုက္ခသည်အခုတော့ဒုက္ခသည်တွေမွေးစေဝါတွေဖြစ်ကုန်ပြီမွေးစေဝါရောင်းတဲ့ကောင်တွေမွေးစေဝါဆွဲနေတဲ့ကောင်တွေဖြစ်ကုန်ပြီကျွန်တော်ကျန်တာဆွဲနေတာမဟုတ်ဘူးဟုတ်လားမဟုတ်လားသိရင်ခင်ဗျာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မယောင်ဆောင်ခရိုင်စုမွဲမြို့နယ်မှာဖွင့်ထားတဲ့မဲလာဦးနဲ့မဲလာမိုးစခန်းမှာအခုမွေးစေဝါတွေတွေ့လို့အခုပြန်လာတက်နေပြီပြန်တယ်ဘာလို့ဆိုအဲ့တော့ဒုက္ခသည်စခန်းလို့မြင်ခံထားတဲ့အခုမွေးစေဝါတွေတုံးနေပြီမွေးစေဝါအဲ့ထက်မှာရောင်းနေပြီ
အဲ့တော့ဒုက္ခတွေလို့အမိခံထားတယ်ပြည်မမှာလာနေအဲ့ဒါအဲ့လိုနေလို့မရဘူးလीအဲ့တော့နေဆက်လက်နက်ကင်ပုံကန်ထားတဲ့နေပြည်တွေမှာသွားနေတဲ့ခါကျတော့ဒီကောင်တွေကအဲ့မွေးစေဝါတော့ကြိုက်လို့ချင်တာလုပ်လို့ရတယ်ဗျာပြီးဒုက္ခတွေဆိုလဝါပဲဖြတ်တယ်ဒုက္ခတွေဆိုလဝါဖြတ်တယ်ငိုယိုပြတယ်ဒါပဲနောက်ဆုံးအဲ့လိုနဲ့ပဲလှုပ်ရှားနေကြပြီအခုအခုအဲ့စကန်တစ်ခုဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီအခုစကန်တစ်ခုဆိုလို့ရှိရင်ဒါတော်တော်လေးစိုးစိုးဝါဖြစ်လို့အတန်ထွက်လာပြီနော်မဲလာဦးနဲ့မဲရာမိုးဆိုတဲ့စကန်နော်ဒီထိုင်းနိုင်ငံမဲအောင်ဆောင်ခရင်စူမွဲမြို့နယ်မှာရှိတဲ့ကရင်ဒုက္ခသည်စကန်တစ်ခုဖြစ်တဲ့မဲလာဦးနဲ့မဲရာမိုးစကန်အဲ့စကန်မှာနေတဲ့လူတွေမွေးဆွဲနေပြီတဲ့ဆွဲနေလို့ခုမှအဲ့မှာပျော်ကုန်ကြပြီဘာတွေဆွဲလဲဆိုမွေးဆွဲဖြစ်တဲ့ဘိန်းမဲတွေမြင်းစေးတွေနောက်ဆေးကြောက်အဲ့ဒါတွေအကြိုက်ခဲတောင်ပျောက်ဆေးလို့ဘာလို့နဲ့အစောပိုင်းတော့ဗျာဖျားနာပျောက်ဆေးကိုကြိုက်ပဲဆိုလို့ကျမ်းမာရေးအတွက်လို့ဘာလို့နဲ့တုံးရင်ဒီကောင်ဆွဲသွားပြီခုမွေးဆွဲလို့အဲ့မှာခုအဲ့ဟိုဒုက္ခသည်စကန်တာဝန်ခံတာဝန်ရှိသူတွေအဲ့ဆေးတွေဘယ်ရလဲစုံတော့အထက်မှာရောင်းနေကြတာအမဲအထက်မှာရောင်းနေကြတာတဲ့ဆိုတော့ခင်ဗျားစဉ်းစားကြည့်အခုသွားပြီတဖြည်းဖြည်းနဲ့အဲ့ဒုက္ခသည်စကန်တွေမှာမွေးစေဝါစကန်တွေဖြစ်ကုန်ပြီမွေးစေဝါတဲဆောင်ဖြန့်ချီရောင်းချသုံးဆွဲတဲ့စကန်ဖြစ်သွားပြီဒုက္ခသည်စကန်တွေအဲ့ဒီတိုင်းဆက်သွားရင်ခင်ဗျားအဲ့လဝါဖြန့်တဲ့ကောင်တွေဘာဖြစ်လာမလဲဆိုတော့ဘိန်းသားတွေဖြစ်ကုန်ပြီလဝါဖြန့်တဲ့ဘိန်းသားတွေဖြစ်ကုန်ပြီတချို့အဲ့ဒီကထူးချွန်ပြီးထွက်သွားတဲ့လူ5 6 6 9ယောက်ရှိမယ်တိုးတော့တော်တော်များအကုန်လုံးဘိန်းသားတွေဖြစ်ပြီးလဝါပဲဖြန့်တော့တာတစ်ချိန်လုံးလဝါကြီးဖြန့်တော့တာခင်ဗျားစဉ်းစားကြည့်ဗျာထမင်းစားဖို့တဲ့ဒီလဝါပဲဖြတ်တဲ့လူကဘယ်လိုလုပ်ပြီးတော့ဒီအုံနောက်ကခင်ဗျာတွားယူတော့အဲ့ထမင်းစားဖို့တဲ့သူ့အတိအုံနောက်ကသူ့အုံနောက်ကအလုပ်လုပ်တာထမင်းစားဖို့တဲ့ဆိုလဝါဖြတ်တယ်အဲ့ဒီဖို့တဲ့လဝါဖြတ်တယ်ရေးသားဖို့တဲ့လဝါဖြတ်တယ်ဟာကျမကြီးတဲ့လဝါဖြတ်ဒီလဝါတစ်ခုနဲ့လှုပ်ရှားနေတာအဲ့တော့တွားယူပေါ့ဗျလဝါလေးဖြတ်တယ်ကျွန်တော်တို့ကိုအားနဲ့ပတ်စံရှာပါအဲ့စိတ်ဓာတ်ကလေးလူတွေရင်းနဲ့ရိုက်ထည့်ရမှာအခုကလဝါဖြတ်တဲ့ဗီဇာကြီးကိုအနောက်အုပ်စုကထိုးထည့်လိုက်တော့အခုမြန်မာဒုက္ခသည်ဆိုတဲ့ခေါင်းစဉ်အောက်ကနေလဝါဖြတ်ပြီးတော့သွားတယ်အဲ့လဝါဖြတ်တယ်လေဟိုက100ရရင်တို့ချင်း20လောက်ပဲရောက်တာအဲ့ဒါကိုခင်ဗျလဝါပဲပြေးဖြန့်တယ်သွားပြီပေါ့ကျွန်တော်တို့ဒုက္ခသည်လို့မခေါ်ချင်တော့လဝါဖြန့်တဲ့ကောင်တွေဖြစ်ကုန်ပြီနော်ထမင်းစားဖို့လဝါဖြန့်နေတဲ့ကောင်တွေဖြစ်ကုန်ပြီသွားပြီပေါ့နော်အဲ့လိုဖြစ်ကုန်ပြီဒါလေးကတော့စိတ်ထဲဟောပြီလို့ကျွန်တော်ထည့်ပြီးပြောတာပေါ့နော်ဒါကြုံကြထည့်ပြောတာအဲ့တော့ဒါတခုပြောပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးတိုင်းအစိုးရအဖွဲ့ဟိုမှာဆွေးနွေးသွားတဲ့နော်ဒုဋ္ဌဝတီပေါ့နော်ဒုဋ္ဌဝတီဟိုဒုဋ္ဌဝတီမဟုတ်ဘူးဒုဋ္ဌဝတီမြစ်ကိုပြောတာနော်ညီဘိန်းတွေဒုဋ္ဌဝတီမဟုတ်ဘူးနော်ညီဘိန်းတွေဒုဋ္ဌဝတီဆိုတာသက်သက်ရှိတယ်ညီဘိန်းတွေဒုဋ္ဌဝတီသက်သက်ရှိတယ်နော်ညီဘိန်းဒုဋ္ဌဝတီကတော့သိတဲ့အတိုင်းပဲတနာယူတာကိုပြောတာညီဘိန်းဒုဋ္ဌဝတီကကျွန်တော်အခုပြောတဲ့ဒုဋ္ဌဝတီဆိုတာကဟိုမန္တလေးဒေသကြီးထဲမှာရှိတဲ့ဒုဋ္ဌဝတီမြစ်ဖြတ်ရပေါ့နော်မန္တလေးဒေသကြီးဖြတ်တဲ့နေရာဒုဋ္ဌဝတီမြစ်ပြိုးလို့မျိုးနဲ့လွန်ကောင်းကြေးရအုပ်စုဒုဋ္ဌဝတီမြစ်ဘေးမှာတလျှောက်မှာကျွန်တော်တို့အရင်တော့ဆိုရင်အမှအပန်းပြေစခန်းနေအများကြီးရှိတော့လူတွေအဲ့မှာတွားပြီးတော့ပြောကြပါကြတာပေါ့ဗျာဒုထောက်ဒီမြေစခန်းမြေပေးမှာပြန်ပြန်ပြောကြတယ်ဆိုတော့ကျွန်တော်တို့အခုဒီနေ့လွတ်တော်မှာသက်ဆိုင်ရာလွတ်တော်ကိုယ်စားလှယ်မေးလို့ဝင်ကြီးလာဖြေတော့မှဒီဒုထောက်ပေါ်စီစခန်းမြေပေးတစ်ချောင်းမှာရှိတယ်ဖွင့်ထားတဲ့အပန်းပြေစခန်းတော့စောစောဆိုင်လို့ရဲ့အခြေအနေအမှန်ကိုသိရတော့တယ်အဲ့ဒါဘာလဲဆိုတော့ဒုထောက်ဒီမြေကဘေးမှာတဲ့စခန်းနေ15ခုဖွင့်ထားတယ်နော်ဒီပြုံးလေမျိုးနဲ့လွန်ကောင်းကြီးအောင်စုဒုထောက်ဒီမြေကဘေးတစ်ချောင်းမှာနော်အဲ့မှာဘန်းပြေစခန်း15ခုဖွင့်ထားတယ်အဲ့ထဲမှာတရားဝင်လိုင်စင်လျှောက်ထားခြင်းမရှိတာ73ခုတဲ့နှစ်ခုပဲရှိတယ်တဲ့အဲ့တော့ဘယ်ဟာတွေလဲဆိုတော့ကျွန်တော်ခုဒီမှာစင်းရင်ကြိုက်တော့ပြုံးလင်မျိုးနဲ့လူကောင်းကြီးကဒုထောက်တွေမြေကမ်းပေးတစ်လျှောက်မှာတဲ့ဘာရှိလဲ3မိုင်သဘာဝဘက်ပြည်စခန်း3မိုင်ပြည်သူနန်းတော်9မိုင်ပြည်သူနန်းတော်ဘက်ပြည်စခန်း9မိုင်မြင်းစည်းကွင်း DDOD ဘက်ပြည်စခန်းနော်နောက်တစ်ခုကရွှေခေတ်ဘက်ပြည်စခန်းနော်ဖလန်း6မိုင်ရေလိုင်းကပါရွှေပြုံးဘက်ပြည်စခန်း9မိုင်ဘက်ပြည်စခန်းဟွက်ကား3ဝက်ကား30ရေတကုံဘန်းပြည်စခန်းတစ္ဆာစိန်စီဘန်းပြည်စခန်းဒီရုံရေပြားရေဘန်းပြည်စခန်း73မိုင်ဖလန်ဘန်းပြည်စခန်း73မိုင် view point မန္တလေး waterborne hotel ဆိုပြီးတော့ကဲ15ခုရှိတယ်အဲ15ခုမှာ2ခုပဲလိုင်စင်ရှိတယ်တဲ့နော်2ခုပဲလိုင်စင်ရှိတယ်တဲ့နော်အဲ့တော့2ခုပဲလိုင်စင်2ခုကဘာတွေလဲဆိုတော့ပြောရင်2ခုကဘာတွေလဲဆိုတော့ကျွန်တော်ခုကြည့်လိုက်တော့2ခုကကြံတာ2ခုပါလဲဆိုတော့ထားပါတော့2ခုကတော့ကျွန်တော်နာမည်ပြောတော့73ခုမရဘူးမှတ်လိုက်ပေါ့နော်ဆိုတော့မန္တလေးဝါတာဘုံဘန်းပြည်စခန်းအမည်နဲ့ဟိုတယ်လုပ်ငန်းလျှောက်တယ်အဲ့တော့သူလျှောက်တဲ့ခါမှာတဲ့ဝန်ကြီးကဖြေတာပေါ့လျှက်စစ်စွမ်းရင်ဝန်ကြီးဖြေတဲ့ဟာပေါ့နော်ဦးကျော်မိုးတက်ကဖြေတာ2018မှာတဲ့နော်ဒေါ်ဆိုဆိုတဲ့မန္တလေးဝါတာဘုံဘန်းပြည်စခန်းအမည်နဲ့ဟိုတယ်လုပ်ငန်းစဉ်လျှောက်ထားရမှာတဲ့တိုက်ဆိုင်ရေးမြင့်မြေချောင်းဖွံ့ဖြိုးရေးအဖွဲ့ကနေပြီးတော့ပို့ဆောင်ရေးဝန်ကြီးနာကိုတင်ပြတယ်အဲ့မှာကန်းနာနဲ့ပေ150အတွင်းမှာအစာအုပ်ဆောင်မယ်ဆိုရင်တိုင်းရေရင်းမြစ်ကသဘောထားမှချက်လိုတယ်ပေါ့ဗျာအဲ့တော့ဘန်းပြည်စခန်း15ခုကနေပြီးတော့15ခုထဲမှာအဲ့မှာ3မိုင်သဘောဘန်းပြည်စခန်းနဲ့9မိုင်မြင်းစည်းကွင်း DDOD ဖလန်6မိုင်အစချစ်အဲ့အကုန်လုံးပါတဲ့နော်အဲ့ဒီအကုန်လုံးပေါ့နော်အဲ့ဒီအကုန်လုံးစီကနေပြီးတော့အခွန်တွေဝါပြတာတော့ရှိတယ်ဒါပေမဲ့ပြဿနာတို့ကဟိုလိုင်စင်မဲ့ပြဿနာတက်နေပေါ့နော်လိုင်စင်မဲ့ပြဿနာတက်နေဆိုတော့နှစ်ခုကတော့ရှောက်ထားတယ်ကျန်တဲ့ဟာတွေကတော့73ခုကတော့ရှောက်မထားဘူးရှောက်မထားဘူးနော်နှစ်ခုပဲရှိတယ်နော်ဆိုတော့လိုင်စင်မဲ့နှစ်ခုကလည်းပြောရင်တော့ဒါတို့ကလည်းရှောက်ရမယ်ဆိုတော့ဒီလိုတို့ရှောက်လို့ပေါ့ဗျာမဟုတ်ရင်တော့ကျွန်တော်ကျန်တဲ့73ခုကမရှောက်ဘဲနေတာဆိုတော့ကျွန်တော်တို့သိကျင်တာတခုအဲ73ခုကမလျှောက်တဲ့73ခုက
အခုနေဒါအဖြတ်ခံရမှာလားဆိုတော့မဟုတ်ဘူးဝန်ကြီးဌာနပြောတယ်အဖြတ်ခံမျိုးတိုင်းဆိုင်ဆိုအဖွဲ့ပြောတယ်မဖြတ်တာမဖြတ်ဘူးဒါပေမဲ့ license လျှောက်ဖို့တောင်းအားပေးမယ် license လျှောက်ဖို့ကာလတစ်ခုသတ်မှတ်ပြီးတောင်းအားပေးမယ်မဟုတ်ရင်တော့ဖြတ်ပါဆိုတော့ကျွန်တော်တို့တခါကျရင်အခုကျွန်တော်တို့ရန်ကုန်မန္တလေးနေမဆက်ရှိမြို့တွေမှာအခြားသုံးခွင့်ဆိုပြီးတော့အဖမ်းပြေစကန်တွေထည့်တယ်စားတော့ဆိုင်တွေထည့်သွားတဲ့ဒီရတဲ့အဲ့ဒါတွေက license လုပ်ငန်း license မရှိဘဲလုပ်ချင်ရင်ရှောက်ဖွင့်ကြတယ် license လျှောက်ဆိုတော့မလျှောက်ကြဘူးဒါက license လျှောက်ကြရမှာဗျကျွန်တော်ပြောချင်တာ license လေးလျှောက်ကြပါနော်အခုဒီဘွဲ့လေဒါ license လျှောက်ကိုလျှောက်တင်တယ်လို့ကျွန်တော်မြင်တယ်အစိုးရအနေနဲ့လည်းသူတို့ license လျှောက်ဖို့အချိန်3လဆို3လပေးရမယ်3လအတွင်းမင်းတို့ license လျှောက်ငါတို့အများကြီးချရမယ်မလျှောက်ရင်တော့မင်းတို့ဒါကြီးက license မရှိဘဲဖွင့်တဲ့အတွက်ငါတို့ပိတ်သိမ်းရလိမ့်မယ်ဒါတော့ပြောမှရမယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့စခန်း73ခုကတာဝန်ရှိသူတွေပိုင်ရှင်တွေလုပ်ငန်းရှင်တွေအနေနဲ့ခင်ဗျားတို့လည်းဒီ3လအတွင်းမှာအမြန်သွားလျှောက်ကြပါမဟုတ်ရင်ခင်ဗျားတို့အဖြစ်ခံရလိမ့်မယ်ကျွန်တော်တို့ကမီဒီယာနေစောင့်မကြည့်ပါ license မရှိဘဲဖွင့်တာတော့ကျွန်တော်တို့လက်ခံအားပေးထောက်ခံအားပေးလို့မရဘူးအဲ့တော့ license ကိုလည်းလွယ်အောင်မြင်အောင်ဥပဒေနဲ့ညီဖြစ်အောင်သက်ဆိုင်ရာတာဝန်ရှိသူတွေလုပ်ပေးရမယ်အဲ့လိုပဲတစ်ဖက်ဖွဲ့စည်းကလည်းဥပဒေကိုကြော်လုံးပြီးလုပ်လို့မရဘူးအဲ့တော့အားလုံးကဥပဒေဘောင်နဲ့စီမင်းစည်းကမ်းနဲ့အညီရှင်လဲလျှောက်တာပြလဲဆွဲတာလုပ်ငန်းလဲဖော်ဆောင်စီနိုင်ငံတော်လဲဝင်ငွေရစီဆိုတဲ့လမ်းကြောင်းတစ်ခုနဲ့လောက်ကြဖို့တိုက်တွန်းချင်တယ်ပေါ့နော်အဲ့ဒီနေရာတွေလူလဲတော်တော်လေးစီပါတယ်လူလဲသွားကြပါတယ်လူကတော်တော်သွားကြပါတယ်တော်တော်လေးအလဲပတ်ခီးထွက်ကြတဲ့အတွက်ကျွန်တော်တို့ကတော့license လျှောက်ပြီးတရားဝင်တရားလုပ်ကြဖို့ပဲအားပေးခြင်းနဲ့အစိုးရဘက်ကလည်းမြန်ဆန်နဲ့မှန်ကန်လုပ်ပေးလို့ရအောင်လုပ်ပေးကြလို့ပဲကျွန်တော်တို့ဒီနေရာလှမ်းပြီးတော့အဝေးလှမ်းတိုက်တွန်းပါတယ်နော်ကဲဒါနောက်တစ်ခုကတော့ဒီနေ့ကကျွန်တော်ရုပ်သံမနက်ဖြန်ဂျာနယ်ထွက်အောင်မလို့အသေးတာလုပ်နေရလို့နည်းနည်းဒီနေ့မြန်ဆန်လောနဲ့တရားမရှင်းမပြောနေတာပါအဲ့တော့ဒီနေ့နောက်ဆုံးပိတ်ကတော့အခုခစ်တစ်တို့ဘာတို့ကညာတို့ကဟူဖွာပြီဆိုတော့ခစ်တစ်တို့ဘာတို့အဲ့လိုခွေကိုစောင့်နေတာဘာလဲဆိုတော့ရန်ကုန်က1.1 short အစီအစဉ်1.1 short ကိစ္စတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးခစ်တစ်ကဖွာတယ်ဖွာတာယူဘယ်လောက်တော့ဖွာနေဆိုတော့ရန်ကုန်ဆေးရုံကြီးမှာတဲ့တက်ရောက်ကူတာတွေမှာဂွန်းနေဆေးထွားတွေအစားကိုယ်ပိုင်ဆေးဝါးတွေဝယ်နေရတယ်ဘာညာပေါ့ဗျာဆေးရုံကြီးမှာလူနာတွေကခုပြောတော့တာဆေးဝါးအခမဲ့ကျမ်းမာရေးသာပြောတာကိုဟာဆိုလဲပတ်စံပေးရဒီဟာဆိုလဲပတ်စံပေးရဘာညာပေါ့ဗျာဘာတခုမှအလကားမရဘူးပေါ့ဂွန်းနေဆေးထွားတွေဆက်ဝယ်ခိုင်းနေလို့ဘာညာတို့ပေါ့ခစ်တစ်ကဖွာရောခစ်တစ်ကဖွာတော့ကျွန်တော်တို့ကလည်းခစ်တစ်ဖွာတော့ဘာပြောမှန်းတော့မသိဘူးပေါ့နော်အဲ့တော့ဘာပြောမှန်းမသိဘူးခစ်တစ်ကဖွာလာပြီခစ်တစ်ကငကွဲဒါမျိုးစောင့်နေတာအခုဒီ1.1 short ကိစ္စကြီးလေရန်ကုန်မှာသူစီကန်းနဲ့ညီလို့ဆက်ရှိတာအစိုးရတာဝန်ရှိသူတွေကျမ်းမာရေးဦးစီးနာလူတွေလုံနေကြပြီလုံကြဖြစ်တဲ့ကျွန်တော်တို့ရှစ်တစ်ပတ်လောက်ဆိုရင်ဒီကိစ္စပြေလဲသွားလိမ့်မယ်ရှစ်တစ်ပတ်လောက်ဆိုရင်အများဆုံးရှစ်တစ်ပတ်လောက်ဆိုရင်အဲ့ဒီ1.1 short ယောဂနဲ့ပတ်သက်ထိန်းချုပ်ပြီးတော့အေးဆေးဖြစ်သွားလိမ့်မယ်ရှစ်တစ်ပတ်ဆိုရင်ဒါပေမဲ့ဒီခစ်တစ်ဖွာတဲ့သတင်းကြီးကတော့ဆက်ပြီးကျဲလောင်နေဦးမယ်ဆေးရုံဆေးကန်းနေတဲ့မှာအစိုးရဆေးရုံတွေမှာရှိနေတဲ့ပြဿနာတွေပေါ့နော်ရှိနေဦးမယ်အဲ့ဒါတကယ်လဲတချို့နေရာတွေမှာရှိတယ်ကျွန်တော်လည်းပြီးခဲ့တဲ့ရက်ပိုင်းဆေးရုံကြီးတခုရောက်တော့တိရတဲ့လောက်ပေါ့နော်ဆေးရုံမှာရှိတဲ့ဆရာဝန်ဆရာမတွေကအဲ့လောက်မဟုတ်ဘူးသူနာပြုတွေအဲ့လောက်မဟုတ်ဘူးဆေးရုံမှာဘာခေါ်လဲဒီဆေးရုံမှာခန့်ထားတဲ့တန့်ရှင်းလိုဂိတ်ဆောင်လိုဘာလိုခန့်ထားတဲ့လူတွေကပိုကြောက်ဖို့ကောင်းတယ်အဲ့လိုလူတွေကပတ်စံရရင်ပတ်စံလို့အကောင်ကပတ်စံခင်ဗျာလာဆေးရုံတက်တဲ့သူတွေရှိကနေပြီးတော့ဆေးရုံတက်တဲ့သူတွေသူစီမှာငွေထုတ်ဆက်ကြီးများမှတ်နေလားမသိဘူးဟိုဟာလို့မယ်ဆိုရင်ပေးပတ်စံမဟုတ်ဘူးဟိုဒီကလို့မဟုတ်ပေးဟိုခင်ဗျာပတ်စံမရရင်မျက်နှာပေါက်တွေကအချိုးတွေကခင်ဗျာသူ့လို့စားထိုင်စားနေတဲ့အတိုင်းချိုးတာနော်ဆရာဝန်တွေဆေးရုံအုပ်ကြီးတွေတာဝန်ရှိသူတွေလူတွေကအဲ့လောက်ကြီးမဟုတ်ဘူးအဲ့လောက်ကြီးမဟုတ်ဘူးဆိုပေမဲ့သူတို့ကလည်းသိတယ်သူတို့အောက်ခြေဝန်ထမ်းတွေတန်ရှင်းပဲခန္ဓာဘာခန္ဓာညာခန္ဓာပေါ့ဗျာတတ်တယ်အဲ့လိုခန္ဓာပြတာလို့ဂါတာလို့ဘာတွေမှမသိတဲ့အဖွဲ့တွေပေါ့နော်အဲ့ဒါတွေကဆေးရုံမှာဆေးရုံတက်ဖို့လည်းလွယ်သိတယ်အဲ့ဒီပြတာလို့ဂါတာလို့ကြာတာလို့ဘာကောင်တွေမှမသိတဲ့ဘာအမျိုးသမီးတွေမှမသိတဲ့အမျိုးသမီးတွေအဲ့ဒီအမျိုးသားတွေအဲ့ဒီလူတွေကခင်ဗျာတကားလေးတစ်ချက်ဖွင့်တာအစားပတ်စံအကုန်တောင်းတာပတ်စံမရဘူးဆိုရင်မျက်နှာတွေက8ခေါက်ချိုး9ခေါက်ချိုး10ခေါက်ချိုး13ခေါက်ချိုး15ခေါက်ချိုး3ခေါက်ချိုးဖြစ်ကုန်အကုန်ချိုးချင်လို့ချိုးကုန်တာမျက်နှာတွေကပြီးရင်သူတို့လောက်စားထိုင်စားနေတယ်ဖြစ်ကုန်တာအဲ့ဒါကိုလည်းကျမကြီးဝန်ကြီးဌာနကပြင်ရမယ်ဒီဆေးရုံတွေမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကလာပြီးဆေးလာကုတဲ့ပြည်သူလူထုကိုဝန်ဆောင်မှုပေးရမယ်ဆိုတဲ့အသိစိတ်ကိုထည့်ရမယ်ပတ်စံရမယ်ဝန်ဆောင်မှုပေးအသိစိတ်ကိုထည့်ရမယ် public service ဆိုတဲ့စကားလုံးကိုသူတို့လူလိုနားလည်အောင်သင်ပေးရမယ် public service ဆိုတဲ့စကားလုံးကိုလူလိုနားလည်အောင်သင်ပေးရမယ်လာပြီးဆေးလာကုတဲ့ကလေးတွေနဲ့မိသားစုတွေပဲဒုက္ခကြီးကြီးရောက်နေတယ်သူကျမ်းမာရေးကြောင့်လာတာဘယ်သူကဆေးရုံလာချင်ပါလဲအဲ့သူတို့မတက်တာလို့လာရတယ်ပြီးတော့ပတ်စံမသုံးနိုင်လို့အထူးကုဆေးရုံမသွားနိုင်ဘူးပုဂ္ဂလိကဆေးရုံတွေမသွားနိုင်ဘူးအဲ့တော့ဒီပြည်သူ့ကျန်းမာရေးဆေးရုံတွေကိုလာတဲ့အချိန်မှာအဲ့ပြည်သူ့ကျန်းမာရေးဆေးရုံမှာစောင့်နေအပေါက်ဆောင်လို့ဘာဆောင်လို့ညာဆောင်လို့နဲ့ဆရာဝန်မဟုတ်တော့သူနာပြုမဟုတ်တော့ဘာကောင်တွေမှမသိတော့အဲ့ဒီဟာတွေကဆရာဝန်သူနာပြုမဟုတ်ဘူးเนาะကျွန်တော်ပြောပြီးဘာတွေမှမသိအဲ့မှာဘာဟိုအမျိုးသမီးတွေရှိတယ်နော်ပြတာလားတန်ရှင်းသမားလားဘာတွေလဲမသိအဲ့ဒါရှိတယ်ကျွန်တော်လည်းမခေါ်တတ်ဘူးအဲ့ဒီအုပ်စုတွေကပတ်စံအတကုံတောင်းတာတဲ့အဲ့အုပ်စုတွေကကျန်တာတွေခဏထားလိုက်အဲ့ဒါဆိုတော့အဲ့ဒါကိုလည်းပြုပြင်ပြောင်းလဲတင်တယ်